ဇန်နဝါရီလ22ရက်ကြာသပတေးနေ့နနက်ခင်းပိုင်းမှာလက်ဖရိုတက်ကျောက်ကဆေးတောက်သုံးသူများနဲ့တွေ့ဆုံခြင်းခမ်းနားကိုဖိန်းစေဝါဆက်ရုံရဲ့တီဗီတာခမ်းမမှာအောင်မြင်စွာကျင်းပခဲ့ပါတယ်ရှင်ဒီခမ်းနားမှာဆိုရင်ဖိန်း Pharmaceuticals ရဲ့ Managing Director ဖြစ်သူဆရာဒေါက်တာခင်မောင်လွင်ကကျောက်ကဝေဒနာခံစားနေရသူတွေလက်ဖရိုတက်ကျောက်ကဆေးတောက်သုံးတာအပြင်စင်ကျင်တဲ့နေထိုင်စားသောက်မှုပုံစံတွေစောင့်ရရှောင်ရံတွေနဲ့တည်တင်တည်ထိုက်တဲ့ကျန်းမာရေးပုဂ္ဂိုလ်တူတာတွေကိုအပိုင်းလေးပိုင်းခွဲပြီးရှင်းလင်းပြောကြားပေးခဲ့ပါတယ်။အပိုင်း1မှာကျောက်ကရဲ့လှုပ်ဆောင်ချက်တွေနဲ့နာတာရှည်ကျောက်ကယောဂဖြစ်ပွားစေသောအကြောင်းရင်းတွေကိုဆရာကရှင်းလင်းပြောကြားခဲ့ပါတယ်။အချို့လည်းဆရာလူနာတွေပါတယ်အချို့ဆရာလူနာမဟုတ်တာတွေလည်းပါတယ်သူကသူပဲတောက်နေကြတာလည်းပါတယ်နော်။အဲ့တော့အချို့ပြန်ကြားရတာရှိတယ်နက်ဖရိုတက်တောက်တဲ့ဆရာကြီးကျောက်ကလေးကအကောင်းသွားတယ်ကျောက်ကဆေးရဖို့လုံနေတာမဆေးရတော့ဘူးဆိုရင်ဆရာပီတိဖြစ်တယ်နော်ကိုဒီဆေးထုတ်လို့တဲ့လူတယောက်အနေနဲ့တရားဒီဆရာတမွန်းဖြတ်နေတဲ့ပီတိပါကျောက်ကကိုပျက်စီးစေတဲ့အကြောင်းရင်းတွေရှိတယ်အဲ့ကျောက်ကပျက်စီးစေတဲ့အကြောင်းရင်းကိုမကုသရင်မပြုတ်ပြင်ရင်ကျောက်ကဆက်ပြတ်နေမှာပဲစီးကျိုယောဂရှိတယ်စီးကျိုယောဂကိုတေချာ control မလုပ်လို့ကြောက်ကပြတ်တယ်မူရင်းဖြစ်တဲ့အကြောင်းရင်းဖြစ်တဲ့စီးကျိုယောဂကိုတေချာ control လုပ်ဖို့ကတော့လူနာရဲ့တာဝန်ဖြစ်တယ်နော်အဲ့ဒီစီးကျိုကိုမကုဘဲနဲ့စီးကျိုကိုတေချာမျိုးနဲ့စားကျင်တာတွေစားနေရင်ဆိုနေစီးကျိုတွေကတက်လိုက်နော်ကြလိုက်ဖြစ်ဒါပေမဲ့နောက်ဆုံးကျောက်ကစီးတဲ့ဘဝရောက်နောက်ကျောက်က transplant လုပ်တဲ့ဘဝကိုရောက်အချို့ဒီထဲမှာစီးကျိုယောဂဖြစ်တဲ့လူကငါစီးကျိုကြောင့်ကျောက်ကဖြစ်တယ်ဆိုတော့သိတယ်နော်ကိုယ့်အပြစ်ကိုလည်းသိတယ်စီးကျုံငါတေချာ control မလုပ်လို့ငါအစားတွေဆရာကမစားနဲ့ဆိုတော့ငါစားတယ်နော်သွေးတိုးသမားကလည်းသွေးတိုးလေးကြာတဲ့အခါမှာကြောက်ကပြက်တယ်ဆိုတော့ဆရာဝန်ပြောပြလို့သိတယ်အဲ့တော့သွေးတိုးစီတဲ့အစားအစာတွေစားကောင်းစားမယ်ပေါ့နော်ဒီဘယ်လိုပဲဖြစ်ဖြစ်တေချာတာလွဲနေလို့ဒီလိုဘွားရောက်လာတာနော်တခြားယောဂနဲ့မတူတဲ့အချက်ကကြောက်ကပြက်တဲ့ဆိုတော့ယောဂလူနာကသူ့ဘာသူလုပ်တာနော်ဒါကိုသိကြကြသိဖို့လိုတယ်နော်ပြက်ပြက်သားသားသိဖို့လိုတယ်ဥပမာကိုဗစ်-19ဆိုကိုလိုတာမဟုတ်ယောဂအပြင်ကနေရောက်လာတာဒီဟာကို့မှာအပြစ်မရှိဘူးနော်အခုကြောက်ကဖြစ်တဲ့ဟာကကို့မှာအပြစ်ရှိတယ်နော်အဲ့ဒီအပြစ်ကိုသိဖို့လိုတယ်အချို့ကကို့အပြစ်ကိုမသိဘူးစီးကျိုးတွေသွေးတိုးတွေကသိတယ်ဆိုမဲ့အချို့ကြတော့ဘာကြောင့်ကြောက်ကပြတ်မှမသိတဲ့လူတွေရှိတယ်နော်အဲ့တော့အဲ့ဒီအပြစ်ကိုလည်းရှားဖို့လိုတယ်အဲ့ဒီအပြစ်ကိုသိမှဒီအပြစ်ကိုကိုကပြင်လိုက်တော့ကောင်းတဲ့စကားကိုရောက်ပါဘူးထားပါတော့ဗျာကိုကနည်းနည်းလေးခေါင်းလေးကြိုက်တယ် ibuprofen တောက်လိုက်တယ်အကြိုက်ခဲပျောက်စေးတောက်တယ်သဘောကနော်ဒါအပြစ်ကြီးလို့နာပဲတောက်တာများတဲ့အခါကြောက်ကပြက်သွားတာနော်အဲ့တော့ဒါကိုထပ်ပြီးတော့မကျူးလို့မှကြောက်ကပြန်ကောင်းတဲ့စကားကိုရောက်မှာအချို့ကတရင်သီးလေးစားတယ်တလုံးသုံးလုံးစားတာပဲအရေးမကြီးဘူးနော်ဒါအပြစ်ကျူးလို့နာပဲကြောက်ကကိုထိခိုက်စေတဲ့အစိတ်တောက်ဖြစ်စေတဲ့အစားအစာကိုစားခြင်းဟာပြက်စေတာဒါကိုမသိရင်ဆက်စားနေမှာလေဆက်စားနေတရင်ဆက်စားနေကြောက်ကဘယ်လိုပဲကောင်းအောင်လို့ဘယ်ဆရာမှကုမကောင်းနိုင်ဘူးနော်အဲ့တော့ပြောချင်တဲ့အဓိပ္ပာယ်ကဒီနေ့ဆရာကပြောပြီးတဲ့အခါမှာကို့မှာဘာချိုးဝင်းချက်ရှိလဲဆိုတာကိုသိဖို့အရေးကြီးပါတယ်သိသွားရမယ်တခါတည်းပြီးလို့ရှိရင်ဒီကပြန်သွားတဲ့ခါအိမ်ရောက်တာနဲ့ပြင်ရတော့မယ်နော်အဲ့တော့ကိုပါမလဲဆိုတာလေးတွေကိုဒီခန္ဓာပြီးတဲ့ခါမှာသိရမသိဘူးဆိုတာဆရာပြန်မေးမယ်နော်ကဲဆရာတော့ခုနပြောခဲ့ပြီကဲဘာတွေများမှားကြလဲရဲဘော်တို့နော်ဆရာကျွန်တော်ကတော့ဘာဖြစ်တယ်အဲ့ဆိုအိမ်ရောက်ရင်ဒါထမလုံးနဲ့ဒါဆိုကြောက်ကကောင်းတဲ့စခန်းရောက်မယ်ပြီးရင်ကြောက်ကဆေးတဲ့ဘဝကိုမရောက်ဘူးနော်ဆရာလိုချင်တာဟာဒါပဲဒီနေ့ဒီခန်းထဲမှာရှိတဲ့59ယောက်တော့လူနာတွေဒီကြောက်ကဆေးတဲ့ဘဝကိုမြည်သည့်အခါမှနော်မရောက်ပါစေနဲ့လို့ဒီနေ့ဆရာဆန္ဒပြုတယ်နော်အဲ့ဒီအတွက်ကတော့အလကားတော့မရဘူးကြိုးစားမှရမှာနော်ကဲဒီနေ့စလိုက်ကြအောင်နော်အဲ့တော့ chronic kidney disease လို့ခေါ်တယ်နော်နာတာရှည်ကြောက်ကယောဂါတဲ့နော်အဲ့တော့ဆရာတို့ခန္ဓာကိုယ်မှာနော်အဓိကကြောက်ကဘာလုပ်တာလဲဆိုတာလေးနည်းနည်းလေးရှင်းပြပါနော်ကြောက်ကနှစ်ခုရှိတယ်ဒီနားလေးမှာနော်ဘယ်ညာနှစ်ခုရှိတယ်နော်တတိလေးပဲ10 cm လောက်ပဲရှိတယ်နော်တတိစုပ်ထဲမှာထည့်ထားလို့ရတယ်အဲ့တော့ဒါမွေးကလေးကနှစ်ခုပါတယ်ဒါပေမဲ့တိတ်ပြီးချိုးရင်းညမွေးရပါချိုးရင်းညတစ်ခုတည်းပါလာတဲ့လူလည်းရှိတယ်နော်အချို့တွေကမွေးရပါတစ်ခုတည်းပါရလူကလည်းတက်တန်းစီနေလို့ရတယ်ကြောက်ကနှစ်ခုမှတစ်ခုရှိရင်တက်တန်းစီနေလို့ရတယ်ဒါကြောင့်မလို့သူများကိုတစ်လုံးလှူလို့ရတယ်နော်သို့တော်ညာလေဒါကဟိုနှစ်ခုရှိတာတော့မကောင်းဘူးနော်ဒါပစ္စည်းတစ်ခုကနှစ်ခုရှိတာဒီဒါသဘောကလိုလို့ထည့်တာပေးတာနော်တခုတည်းဒီနှစ်ခုရဲ့ဝင်ကိုတခုတည်းကထမ်းရတဲ့သဘောအဲ့တော့ကြာရှည်မှသူကဒုက္ခရောက်တတ်တယ်နော်ပြီးတခုဖြစ်လို့ရှိရင်တခုတည်းဖြစ်တဲ့ကြောင့်မလို့တခုဖြစ်ရင်သူကမလွယ်ဘူးနှစ်ခုရှိရင်တခုမှလို့ကြောက်ကတခုထုတ်ပလိုက်အောင်တော့သူကပ
ပျက်စီးအောင်တော့သူကတစ်ခုကကြံနေသေးတယ်မျက်လုံးနှလုံးလို့ပေါ့ဗျာနှစ်ခုရှိရင်ကောင်းတယ်ဗျတစ်ခုလည်းရလာဆိုတစ်ခုလည်းတော့မြင်တော့မြင်ရတော့ဒါပေမဲ့နှစ်ခုနဲ့တော့မတူဘူးနားနှစ်ဖက်လည်းဒီတိုင်းပဲနော်အဲ့တော့တစ်ဖက်စီမှာကြောက်ခတ်ထဲမှာ cell လေးတွေရှိတယ်နော်အလုပ်လုပ်တဲ့ cell လေးတွေရှိတယ်သူရဲ့ functional unit လို့ခေါ်တယ်အဲ့ဒီကြောက်ကနှစ်ဖက်ကနေစွန့်ထုတ်လိုက်တဲ့စီးပေါ့အဲ့ဒါ ureter လို့ခေါ်တဲ့စီးပြွန်ကနေပြီးစီးတွေကတောက်လျှောက်ထွက်နေရေတကုံတွေကနေပြီးရေစီးတွေတောက်လျှောက်ထွက်နေတယ်ဘယ်ထဲမှာလာပြီးတူလောင်ထားလဲဆိုလို့ရှိရင်စီးထဲမှာလာပြီးတူလောင်ထားတယ်ဒါကြောင့်မလို့သူကစီးဆိုတာအများအား24နိုင်တောက်လျှောက်ထွက်နေတယ်တူလောင်ထားတယ်စီးရင်ကပြည့်လာလို့ရှိရင်တင်းလာရင်ရှူပေါက်ချင်တယ်ဆိုတာဖြစ်တယ်အဲ့ခါမှာအပေါ်သွားလိုက်တယ်လူကနေလို့ထိုင်လို့ကောင်းပါတယ်နော်ဒါအလုပ်လုပ်တဲ့ဟာပေါ့နော်အဲ့တော့စီးကသွားကျင်တဲ့အချိန်မှာသွားလို့ရအောင်ဒီထိတ်မှာကြွက်သားလေးနဲ့ပိတ်ထားတယ်နော်အဲ့ကြွက်သားလေးကိုရှော့လိုက်တော့မှသူကစီးကထွက်သွားတယ်ကြွက်သားလေးကိုလူကအခုလိုအခန်းထဲမှာဆိုဘယ်သူမှဒါနော်ရှူပေါက်ချလို့မရအောင်ဒါညှစ်ထားတယ်တိတ်ပေါက်ချင်လို့ချင်းလည်းညှစ်ထားတယ်နော်ဒါအလုပ်လုပ်တဲ့ဟာပေါ့နော်အဲ့တော့ခုနပြောတဲ့ကြောက်ကနှစ်ဖက်ဆုံးမှာသူရဲ့ functional unit လို့ခေါ်တဲ့အလုပ်လုပ်တဲ့အစိတ်ပိုင်းလေးတစ်ဖက်စီကိုတက်တန်းစီရှိတယ်နော်တာမန်ဖြစ်ဒါကို nephron လို့ခေါ်တယ်ဒါလေးကို functional unit ဆိုတာဒါလေးက cell အလုပ်လုပ်တဲ့ဟာနော်အဲ့တော့ဒီမှာအခွက်ကလေးရှိတယ်ရှေ့မှာနော်ဒီအခွက်ကလေးမှာသူကစီးစစ်တဲ့စကားလေးတွေနော် glomerulus လို့ခေါ်တယ်စီးစစ်တဲ့စကားလေးတွေအဲ့တော့သွေးကြောလေးတွေကအဲ့ထဲကိုဝင်တယ်ဝင်ပြီးလို့ရှိရင်အဲ့ထဲမှာရှိတဲ့မကောင်းတဲ့အညစ်အကြေးတွေကိုစွန့်ထုတ်ပလိုက်တယ်စွန့်ထုတ်လိုက်ပြီးလို့ရှိရင်ဒီဟာလေးတွေဒီပြုံလေးတွေကနေတစ်ဆင့်ဆင်းလာပြီးတော့နောက်ဆုံးခုနပြောတဲ့စီးပြုံတွေကိုရောက်သွားတယ်နော်အဲ့တစ်ခုချင်းစီကအလုပ်လုပ်တယ်တစ်ဖက်ကိုတန်းစီရှိတာနော်မွေးကလေးကဒါဖြန်းမြပြောတာနော်လူတစ်ယောက်နဲ့တစ်ယောက်နဲ့ကွာတယ်လူမျိုးတစ်မျိုးနဲ့တစ်မျိုးကွာတယ်နော်အချို့ကမွေးကလေးကကောင်းတော့ nephron တွေအများကြီးရှိတယ်အများဆုံးရှိတဲ့လူက2 သန်းခွဲလောက်ရှိတယ်တစ်ဖက်ကို2 သန်းခွဲလောက်ရှိတဲ့လူကတော့သူကတောင်ကြောက်ကခံနိုင်ရှိတာပေါ့အချို့ကမွေးကလေးက3-4သိန်းပဲပါလာတယ်နော်တစ်ဖက်ကို3-4သိန်းပဲပါတယ်အဲ့ဒါမျိုးကြောင့်နည်းနည်းမှားတာနဲ့သူကဖြစ်တယ်နော်အဲ့တော့တယောက်နဲ့မတူအရန်ကွာခြားမှုရှိတယ်ဟုတ်ပြီနော်အချို့က2 သိန်း3 သိန်းပဲပါတယ်အချို့က2 သန်းလောက်ဆို10 သန်းလောက်ကွာတယ်နော်အဲ့ဒါလည်းသိဖို့လိုတယ်နော်အဲ့တော့တစ်ဖက်စီမှာရှိတဲ့ဒီ nephron လေးတွေကအလုပ်လုပ်တဲ့အခါမှာမွေးကလေးကနေစမမွေးခင်ကလေးကပေါ့ဘိုက်ထဲမှာကလေးကစပြီးတော့သေတဲ့အထိတောက်လျှောက်ကိုလုံနေတာသူကနော်အဲ့တော့လူတစ်ယောက်ကနော်ဒီကြောက်ကလက္ခဏာတွေပေါ်ဖို့ဆိုတာကသူ့ရဲ့ nephron တွေကပြက်လာတယ်နော်တသန်းကနေပြီးတော့မှထားပါတော့ကိုယ့်ရဲ့အကဲပျောက်စေးတစ်လုံးတောက်လိုက်100လောက်ကုန်သွားလိုက်နောက်တစ်ခါတောက်လိုက်100လောက်ကုန်သွားလိုက်ဒရင်သီးလေးစားလိုက်100လောက်ကုန်သွားလိုက်စသည်အဖြစ်ပေါ့နော်ယောဂလေးဖြစ်လိုက် antibiotic လေးတောက်လိုက်ကုန်သွားလိုက်အဲ့လိုနဲ့ဖြည်းဖြည်းပျက်စီးလာတာကအချိန်တစ်ခုရောက်တဲ့အခါမှာနော်သူ့ရဲ့ငကိုတွေကရှိတာရဲ့25%အောက်ကိုရောက်ပြီဆိုတော့မှသူကလက္ခဏာစပေါ်တာ85%အထိပြက်နေတာကယောဂလက္ခဏာမပေါ်ဘူးအေးဆေးပဲလူကောင်းလိုပဲသွားလာနေတာနော်အဲ့တော့ကြောက်ကပျက်စီးမှုအဆင့်1 2လို့ခေါ်တယ်နော်အဲ့ဒါကိုသိဖို့လိုတယ်နော်အဲ့တော့ကောင်းတယ်မကောင်းဘူးဆိုတာအားကြောင့်မို့နှစ်စဉ်မှာဒီနေ့တခါတော့ကျမ်းမာရေးစစ်ဆေးပါဆိုတာဒါကိုပြောတာနော်အဲ့ယောဂလက္ခဏာပေါ်မှလုပ်တယ်ဆိုတာကြောက်ကသမားအတွက်ဆိုတာတော်တော်နောက်ကျသွားပြီနော်ဆောစီကစီးတယ်ဆိုစီးလေးပါတယ်ဆက်လက်စီးထဲမှာအနေပါတယ်ပရိုတင်းပါတယ်ဆိုတာကြောက်ကပျက်စီးမှုအဆင့်1 2ဆိုကုလို့အင်မတန်လွယ်တယ်ပြန်လဲကောင်းသွားတယ်ကြောက်ကပျက်စီးမှုအဆင့်1မှာလည်းမသိဘူးအဆင့်2မှာလည်း1 2ကတာမန်ဖြစ်မသိဘူးနော်စမ်းသပ်ကြည့်မှသိတာ3-4လောက်မှစသိပြီးတော့ဖတ်ဆိုပြီးတော့9ကိုရောက်သွားပြီးတော့နော်ဒိုင်းဆိုပြီးတော့ကြောက်ကစီးတဲ့ဘွားရောက်ကြောက်က transplant နော် transplant ကလည်းသိအားမကုန်နဲ့ transplant ဆိုတာမော်တော်ကားအင်ဂျင်လဲသူတော့မဟုတ်ဘူးနော်မော်တော်ကားအင်ဂျင်လဲတယ်ဆိုတာကမော်တော်ကားကြီးကိုအင်ဂျင်ကြီးကိုဖြုတ်အစ်စ်ကိုလဲတဲ့ကားကကောင်းသွားမယ်ကြောက်ကကိုရှိမှရှိတဲ့ကြောက်ကကိုဖြုတ်လဲတာတော့မဟုတ်ဘူးကိုရှိမှရှိတဲ့ကြောက်ကဒီတိုင်းထားပြီးတော့အပြန်ကြောက်ကတလုံးကိုထည့်လိုက်တာထည့်တဲ့ဟာသူများပစ္စည်းဖြစ်တဲ့အတွက်ကြောင့်ဒီကြောက်ကဟာကိုခန္ဓာကိုယ်မှာပုတ်မသွားဖို့အတွက်အသားတွေငါးတွေလေးဝယ်လာပြီးရင်ပုတ်သွားတာဒီတိုင်းထားရင်ဒါကြီးကခန္ဓာကိုယ်ထဲမှာထည့်ထားပြီးပုတ်မသွားဖို့အတွက်ကိုဆေးတွေအများကြီးတောက်ရတယ်အပြင်းနေနော် immunosuppressive လို့ခေါ်တယ်ဒီဟာခန္ဓာကိုယ်ကနေမတွန်းလှန်အောင်မဖျက်ဆီးအောင်အဲ့ခါမျိုးကြလို့ရှိရင်လူကတာမန်လူကောင်းတယောက်လိုမဖြစ်တော့ဘူးနော်ဒီဆေးတွေရဲ့ဒဏ်ဟန်ပိလာတယ်အဲ့တော့ယောဂလက္ခဏာတွေနော်ယောဂတစ်ခုဖြစ်ရင် infection ဖြစ်ရင်ချက်ချင်းသူကဖြစ်လွယ်တယ်အတူချင်းမှဆိုရင်ကြောက်ကအဲ့လိုမျိုးလူကလူကြသူကြသွားလို့မရဘူးအချို့တစ်ခါလဲတယ်ဆရာမိတ်ဆွေတယောက်ဆိုရင်ဆရာမိတ်ဆွေဆိုတာအရင်ရင်းနေတယ်ငကောကဆရာတို့ဆေးတွေယူပြီးတော့ရောင်းပေးနေတဲ့မိတ်ဆွေပေါ့နော်လုပ်ငန်းရှင်တယောက်ပဲသူကြောက်ကအဲ့လိုပဲစိတ်ကြိုဖြစ်တယ်သွေးကြိုဖြစ်တယ်သူကအစားသမားကြောက်ကပြက်တယ်ပတ်စံရှိတယ်နိုင်ငံခြားသွားလဲတယ်စင်ကာပူသွားလဲတယ်ပြန်လာတယ်9 နှစ်လောက်နေတော့အဲ့ဟာတက်တန်းကုန်သွားတယ်အကြိုက်မခံဘူးနော်တစ်ခေါက်ထပ်ပြန်လဲတယ်နောက်တစ်ခုတူရချင်းလဲတယ်9 နှစ်
တက်တန်းကုန်သွားတယ်တတိယချိန်လဲဖို့အတွက်ကသူ့မှာခွဲစိတ်နိုင်တဲ့အားမရှိတော့ဘူးနော်အခုဆုံးသွားပြီနော်အဲ့တော့ဆိုတာပတ်စံရှိလို့လည်းကိစ္စမပြီးဘူးနော်ကြောက်ကဖြုတ်လဲတယ်ဆိုတာလဲသူများကြောက်ကကိုယူတယ်ဆိုတာလဲကိစ္စမပြီးဘူးအဲ့တော့အကောင်းဆုံးကဘာလဲဆိုရင်အဲ့ဘဝတွေကိုမရောက်ဖို့အတွက်ကာဝယ်ခြင်းစီအကောင်းဆုံးနော်ဒီနေ့ဒီခန်းထဲကိုဒါဆရာခေါ်ပြီးတော့ပြောတယ်ဆရာဘက်ကဟိုနည်းနည်းနေသားထင်သာရှိသွားပြီနော်ဒါပြီးရင်ဆက်ပြောမယ်နော်ဒီလူတွေကိုငါပြောလိုက်ပြီနော်ကောင်းခြင်းမကောင်းခြင်းကတော့ဒီလူတွေရဲ့ကြိုးစားမှုပေါ်မူတည်တယ်နော်ဒါပေမဲ့မသိခြင်းကတော့ကျွန်တော်ပေါ်မူတည်တယ်နော်ငါသိအောင်ရှင်းမပြနိုင်ဘူးဆိုရင်ငါညံ့လို့ပဲနော်ခင်ဗျားတို့နားလည်အောင်ကြုံမပြောနိုင်ကြုံညံ့လို့ပဲနော်ဒီလိုပဲခံယူတယ်အဲ့တော့ဘာဖြစ်ဖြစ်ကောင်းရမလားလွယ်ခက်လားလို့မေးရင်မခက်ဘူးဗျာလွယ်လားလို့မေးရင်လွယ်တယ်ဗျာကဲအဲ့လောက်ထိပဲနော် simple things လေးတွေအသေးဖွဲလေးတွေကိုခင်ဗျားတို့ကဂိမ်းမဆိုင်လို့ဒီဘွားရောက်လာတာနော်အဲ့ဒီအသေးဖွဲလေးဒီနေ့ကစပြီးကျွန်တော်တို့ပြင်ကြရမယ်နော်ကောင်းပြီဒီနေရာလေးကစီးစစ်ခွက်လေးဒီဟာလေးတွေကောင်းနေဖို့အရေးကြီးတယ်နော်အဲ့တော့ဒါလေးကို microscope နဲ့ချက်လိုက်တဲ့အခါမှာဒီမှာသွေးကြောလေးကဒီကနေဝင်လာတယ်သွေးရဝင်လာတယ်ဒီထဲထဲမှာဒီခွက်ကလေးထဲမှာသွေးရလှက်ပတ်တယ်နော်ပြီးရင်ဒီမှာရှိတဲ့အညစ်အကြေးတွေကစီးတဲ့အတူစီးအဖြစ်နဲ့အပြင်ကိုထွက်တယ်သွေးပြန်ကြောကဟာအကောင်အဲ့တော့ခင်ဗျားတို့နာလာကြီးကြောက်ကဖြစ်တယ်ဆိုတာခင်ဗျားတို့ရဲ့ကြောက်ကမှရှိတဲ့ဒီဟာလေးတွေကနော်ဒီလိုဖြစ်ကုန်တာအဲ့တော့သွေးရဝင်လို့မရဘူးနော်စကားဖြစ်တာနော်အနေရွတ်ဖြစ်တာဘာမှလို့ပြောရင်အဲ့တော့ဒီသွေးကြောလေးတွေကအဲ့လိုပိတ်ပြုတ်နေတဲ့ခါကျတော့ဒီကောင်ကသွေးကဒီမှာဝင်လာလို့မရဘူးသူလမ်းကြောင်းမှာပိတ်နေပြီအဲ့တော့ဝင်လာလို့မရတဲ့ကြောင့်မို့သူကစီးရလည်းမထွက်ဘူးနော်အဖြစ်တဲ့ပြဿနာအဲ့ဒါပဲနော်တခုချင်းစီကပြက်သွားတယ်နော်ပြက်သွားတဲ့ခါမှာများသွားရင်တော့2သိန်းအောင်ရောက်တယ်ဆိုလက္ခဏာပေါ်တယ်3သိန်းအောင်ရောက်တယ်ဆိုရင်လူကခရီးတင်းနေမတရားတက်နေပြီနော်အဲ့ကနေပြီးတော့တစ်ဖေးနဲ့တောင်းကန်းတန်းနေရောက်လာလို့ရှိရင်တော့နောက်ဆုံးကြောက်ကဆေးရတယ်ဆိုတာဖြစ်လာတယ်နော်ကဲအဲ့တော့ဒီဟာတွေကိုဒီလိုမျိုးဖြစ်နေတဲ့ဟာတွေကိုပြန်ကောင်းအောင်လုပ်လို့ရတာဆိုမလွယ်ဘူးနော်အဲ့တော့ဒီမှာဒီဟာလေးတွေဖြစ်နေလို့ရှိရင်ဒီကောင်တွေကိုဒီလိုမဖြစ်အောင်လုပ်ဖို့ပဲကျွန်တော်တို့ကဦးစားပေးလို့ရတာနော်အဲ့တော့ကြောက်ကပြက်တဲ့ခါမှာခင်ဗျားတို့လည်းသိရတဲ့အတိုင်းပဲအဆင့်1နဲ့3နဲ့5ဆိုခွဲထားတယ်နော်အဲ့တော့ဒါစေးဝင်နေပြီးတော့ကြည့်တဲ့အခါ EGF ခွဲတဲ့အခါမှာ EGF မူတည်ပြီးတော့ခွဲတယ်အဆင့်1နဲ့3နဲ့5နော်1နဲ့2ကလက္ခဏာမပေါ်ဘူးလို့ဆရာပြောထားတယ်နော်3 4 5လက္ခဏာပေါ်ပြီနော်3ဆိုရင်လက္ခဏာပေါ်ပြီနော်4ဆိုရင်တော်တော်လေးပေါ်နေပြီ5ဆိုလို့ရှိရင်တော့တိတ်ကြမနေရတော့ဘူးနော်အဲ့တော့အဆင့်ကအဲ့လိုမြင့်သွားတာနော်ကုံစင်းနှုံးလိုပဲမြင့်သွားတာဖြည်းဖြည်းနဲ့နော်အဲ့တော့ကြောက်ကကိုကုတဲ့ခါမှာတခြားအနေထိုင်အစားတော့ကအရေးကြီးတယ်ဆိုပြောကြတယ်ဒါပေမဲ့ဒီခန်းထဲမှာရှိတဲ့လူတွေကိုကျွန်တော်မေးကြည့်လို့ရှိရင်လည်းနော်လွဲနေဦးမှာပဲနော်အနေထိုင်အစားတော့နဲ့ပတ်သက်လို့နားလည်လားလို့မေးရင်ဘာဖြစ်လို့လဲဆိုတော့ဒါအပြစ်မဟုတ်ဘူးနော်တခြားယောဂတွေမှာအမှနှလုံးယောဂဖြစ်တယ်ဆိုရင်ပုံသင်နည်းရှိတယ်နော်နှလုံးယောဂဖြစ်ရင်အစီစိတ်နေမစားဘူးငါနေမစားဘူးနော်ဒါဘယ်အဆင့်မဆိုနှလုံးယောဂစဖြစ်ပြီးနှလုံးသွေးရောကျင်းနေဆိုတာနဲ့မြည်သည့်အဆင့်မဆိုပုံသင်ကားကြပဲအဲ့တော့လူတိုင်းလည်းသိတယ်သိနဲ့လုံးမလို့နော်ကြောက်ကကြတော့အဲ့လိုမဟုတ်ဘူးနော်အဆင့်မမူတည်ပြီးတော့စားရတာအဆင့်5ဆင့်ရှိတယ်ဒီအဆင့်5ဆင့်မှာပြောင်းလဲမှုတွေကမျိုးစုံနော်အဲ့တော့တယောက်ချင်းစီဒီအဆင့်တစ်ခုချင်းစီလိုက်အစားစားဖို့ဆိုတာသိဖို့ဆိုတာတိတ်မလွယ်ဘူးနော်တိတ်မလွယ်ဘူးအဲ့တော့ဆရာဝန်လည်းစေတနာနဲ့လူနာကိုတယောက်ချင်းစီလိုက်ကိုတေချာကြည့်ပေးနိုင်ပါမှဒါတွေကအစားတောက်နေထိုင်မှန်ကန်မှုဆိုတာဖြစ်တာနော်ဒါအကြီးမားသောအခက်အခဲပဲဥပမာမေးဆိုရင်အဲ့ဒါပိုတက်ဆီယမ်မစားဘူးဆိုတာအဆင့်1နှစ်တည်းကစားလို့ရတယ်ပိုတက်ဆီယမ်ကြက်တော့စားလို့ရတယ်နော်အဆင့်5သမမစားဘူးနော်အလားပိုတက်ဆီယမ်ပါဝင်တဲ့အစားအစာတွေဘာလဲသိဖို့လိုတယ်နော် phosphorus တည်း phosphorus ကအဆင့်1 2 3 4ပြဿနာဘာမှမပြောအဆင့်5ကျမှသူကရှောင်ရတာနော်အဲ့တော့အဲ့လိုမျိုးကွာခြားချက်တွေရှိတယ်နော်အချို့ကျတော့တစ်နေမှာပိုစားရတယ်5 6ကျတော့လုံးဝမစားဘူးနော်ပိုစားရတာရှိတယ်ပိုစားတဲ့ဟာနောက်အဆင့်နေကြအောင်မစားရတော့ပြန်ဘူးနော်အဲ့တော့လူနာတယောက်ချင်းစီရဲ့စီးနဲ့သွေးဖြေဝမှုတည်ပြီးတော့အစားအသောက်ကိုပြောရတာနော်ဆရာနဲ့ဒီမှာ Viber ကနေဆက်သွယ်တဲ့လူတွေနော်ဆက်ရှိစတန်မှာကြောက်ကလူနာအားလုံးနေစီးနဲ့သွေးနှစ်ခုပေါ့အနည်းဆုံး urine RD နဲ့အဲ့ဟိုဟာပေါ့သွေးထဲမှာရှိတဲ့ potassium ရယ် creatinine ရယ်နော် phosphorus ကနော် uric acid ကဒါလေးတွေကဆရာနဲ့လာတိုင်းမှာစစ်ခဲ့လို့ရှိရင်အလွတ်လို့ရတာဘာစားဆိုတာခင်ဗျားတို့စားကျင်တာလည်းမေးနော်ဘာဆိုတော့အစားအစာအများကြီးဘယ်မတိုက်ဘူးဆိုတော့ဆရာအကုန်လုံးရွတ်ပြဖို့ဆိုမဖြစ်နိုင်ဘူးနော်အဲ့တော့လူနာကိုယ်တိုင်ကမေးရမယ်နော်ဆရာကျမတော့ဖြင့်ထောက်ပါတိစားကျင်နေရလားမေးကျွန်တော်က yes no နှစ်ခုမဲ့ဘာလို့ခင်ဗျားရဲ့ဟာကိုကြည့်လိုက်ပြီးတော့နော်ခင်ဗျားရဲ့
ပိုတက်ဆီယမ်ကြည့်လိုက်မယ်ယူရင်းကကြည့်လိုက်မယ်ကြည့်လိုက်လို့ခင်ဗျာစားလို့ရလို့ဆိုရင်စားလို့ရပါတယ်လို့ရေးလိုက်မယ်ကြည့်လိုက်တဲ့အခါမှာစားလို့မရရင်ကျွန်တော်မရပါလို့ရေးလိုက်မယ်နည်းနည်းရလို့ဆိုရင်ဒီဘက်မှာတစ်ခါတော့စားပါလို့ကျွန်တော်ရေးလိုက်မယ်အဲ့ဒါဒီမှန်ကန်တဲ့ treatment နော်အဲ့တော့ပြီးခဲ့တဲ့လတွေကရတယ်ဆိုပဲနောက်တစ်နေ့ကျရင်ရကြမှာရမယ်နော်ဒါတစ်ခါလည်းပြောတယ်တစ်ခါပြောပြီးတသက်စာမဟုတ်ဘူးနော်အဲ့ဒါဒီဟာဒီလောလောဆယ်အခြေအနေအတွက်ကိုပြောပြတာဒါလေးတွေသိဖို့လိုတယ်အဲ့ဒါလေးတွေသိမှခင်ဗျားတို့ကောင်းတဲ့ဘဝရောက်မှာနော်ဆရာပြောတယ်ခက်လာလို့မခက်ဘူးဆရာအကုန်လုံးဖြစ်ရှင်းပြီအခုဒီမှာဒီလူနာရဲ့ဆရာတနိုင်မဲ့ဆရာနဲ့အကုန် Viber နဲ့ဆက်သွယ်ထားတဲ့လူတွေပဲဆရာစစ်ခိုင်းတာပဲပိုစစ်ဆရာမလို့ပါဘူးဆရာဒါလေးစစ်ပါဆိုရင်စစ်လာခဲ့လိုက်3လတစ်ခါဆရာကြည့်မယ်နော်စစ်လာခဲ့လိုက်လို့ရှိရင်3လကြာတဲ့အခါမှာအဲ့အဖြေပေါ်မူတည်ပြီးတော့ခင်ဗျားတို့ရဲ့စားကျင်တာလေးတွေပြောခင်ဗျားတို့စားကျင်တာကဘာလဲဆိုတော့ကျုပ်ကမသိဘူးနော်တဲ့ရင်တဲ့တယ်ပြောမယ်မတဲ့ရင်မတဲ့ဘူးပြောမယ်နည်းနည်းစားလို့ရတယ်နည်းနည်းစားလို့ရတယ်ပြောမယ်နော်ဆရာပြောရှင်းတယ်နော်အဲ့တော့ခင်အဲ့လိုလုပ်ရင်ခင်ဗျားတို့ကောင်းသွားမယ်လို့ပြောတာနော်အဲ့တော့အဲ့ဒါကိုမစားနဲ့ဆိုတာမစားနဲ့ပေါ့ဗျာအဲ့ခါကျရင်ပြဿနာဘာမှမရှိဘူးနော်ပိုတက်ဆီယမ်မြင့်နေတဲ့လူတယောက်ဟာပိုတက်ဆီယမ်ပါဝင်တဲ့အစားအစာတွေပိုတက်ဆီယမ်များတဲ့အစားတွေထပ်စားရင်တော့ပိုတက်ဆီယမ်မြင့်လာပြီးတော့ပိုတက်ဆီယမ်မြင့်ဒုက္ခရောက်မယ်လေသိနိုင်တယ်လေထပ်ပြောရရင်နော်ဒါကြောင့်မလို့အရေးကြီးတယ်အဲ့တော့ကြောက်ကပျက်စီးတယ်ဆိုတာနော်ကြောက်ကခုနပြောတဲ့ကျုံလာတာပေါ့နော်ဆဲတွေကပျက်စီးတဲ့ခါမှာတေသွားတဲ့ခါမှာသူကအနေရလေးတွေဖြစ်လာတော့ဆဲတွေကကျုံလာတယ်အဲ့တော့ကြောက်ကပျက်စီးလေတွေကြောက်ကကျုံသွားလေတွေကြောက်ကအရွယ်စားသေးသွားလေတွေအဲ့ဒါကအထဆောင်းမှသိတယ်နော်တာမားဖြင့်10 cm အထက်ရှိရမှာကြောက်ကကအရွယ်စား10 cm နော်အချို့11ရှိတယ်အချို့12ရှိတယ်ဒါကြီးတာကောင်းတယ်နော်ဒါပေမဲ့ကြီးတယ်ဆိုတာယောဂရှိလို့ကြီးတာမဟုတ်ဘဲနဲ့ပုံမှန် normal ကြီးတာကောင်းတယ်နော်ကြီးတာကောင်းတယ်ဆိုမှလည်းစနစ်အထက်တော့ပူကြီးစရာမလိုဘူးနော်အချို့ကြောက်ကကြီးအကြီးတွေရှိတယ်အဲ့ဒါကြီးကဒီမှာရေးတွေပါဖြစ်နေလို့အကြီးတွေဖြစ်နေတာနော်အဲ့တော့အဆင့်1နဲ့3နဲ့5မှာအဆင့်1တုန်းကပုံမှန်နော်ပုံမှန်အရွယ်စားပဲကြောက်ကအရွယ်စားသိမပြောင်းသေးဘူးကြောက်ကကအရွယ်စားသေးသွားလေကြောက်ကပျက်စီးမှုကပုံများလေနော်ကြောက်ကဘာကြောင့်မလို့ပြက်ကြတာလဲပေါ့နော်ဒီခန်းထဲမှာရှိတဲ့လူတွေသိရလူလည်းပါမယ်မသိရလူလည်းပါမယ်နော်ဒီမှာစီးကျူရှိရလူလည်းညှော့ထောင်လိုက်ပါအောင်စီးကျူရှိရလူစီးကျူယောဂဟုတ်ပြီနော်များသားပဲ1 2 3 4 5 6 9 10လောက်ရှိရပြန်ချလို့ရပါပြီကျေးဇူးတင်ပါတယ်နော်အဲ့တော့စီးကျူရှိရင်ကြောက်ကပြတ်တတ်တယ်နော်အဲ့တော့စီးကျူကြောင့်မလို့ကြောက်ကပြတ်တာကဒီမှာ type 2 diabetes တဲ့နော်ထိတ်ဆုံးမှာအနီနဲ့ပြထားတယ်နော်42ရာခိုင်နှုန်းကြောက်ကပြတ်တဲ့လူ100မှာ42ရာခိုင်နှုန်းက42ယောက်ကစီးကျူကြောင့်ဖြစ်တာနော်စီးကျူဖြစ်တယ်ဆိုတာသွေးထဲမှာတကြားဓာတ်တွေများလာတဲ့တကြားဓာတ်တွေကြောင့်မလို့အဲ့တကြားဓာတ်တွေကဂလူကို့စ်တွေကကြောက်ကကိုအဆိပ်သင့်စေတယ်နော်ဒီကိုယ်လုံးအဆိပ်သင့်နေတယ်အဲ့တော့ကြောက်ကမှရှိတဲ့သွေးကြောတွေကိုပျက်စီးစေတယ်နော်သွေးကြောတွေပျက်စီးစေတယ်သွေးကြောတွေခုနကပြတဲ့သွေးကြောလေးတွေအကုန်လုံးပျက်စီးကုန်တဲ့အခါကျတော့ဖြစ်တာအဲ့တော့စီးကျူအတက်ခံလို့မရဘူးနော်အဲ့တော့ခင်ဗျားတို့ရဲ့နံပါတ်1လောက်ရမယ့်လို့ကဒီစီးကျူကို control ဖြစ်အောင်တခြားလုပ်စီးကျူ control ဖြစ်ဖို့ဆိုတာအနေထိုင်အစားအသောက်လည်းပါမယ်ဆေးဝါးလည်းပါမယ်ပေါ့သက်ဆိုင်ရာဆရာဝန်နဲ့ပြပါနော်ဆရာအနေနဲ့ကတော့ health education အဓိကလုပ်ပေးတာနော်စီးကျူကိုအတက်မခံပါနဲ့နော်အချို့လူဆိုးတွေရှိတယ်လူဆိုးတွေဆိုတာစီးကျူကိုမရှိဘဲနဲ့တရားစားနေတဲ့လူတွေနော်ဒီထဲမှာအိမ်မှာတရားပလင်းထားပြီးတော့နော်ဒါကြောက်ကရှိရလူကမရှိရလူပေါ့အိမ်မှာတရားပလင်းထားပြီးတော့လက်ဖေးရကော်ဖီတို့တဲ့ခါမှာတရားသုံးတဲ့လူဘယ်နှယောက်ပါလက်ညှိုးထောင်အကုန်ဖြစ်မှာပဲဟုတ်တယ်မလားထားရပြီကျေးဇူးပဲနော်အဲ့တော့စီးကျိုမရှိဘဲနဲ့တရားစားရလူကလူမိုက်နော်ဘာလို့တရားကသွေးကြောတွေပျက်စီးတယ်ကြောက်ကတွေအစိတ်နော်ဒါလည်းပြောပေါင်းနေများပြီအဲ့ဒါလူတွေကတရားကိုစားနေကျွန်တော်အိမ်မှာတရားမရှိဘူးနော်ဒီနေ့ခက်ကစတီးပြားစားလို့ရတယ်စတီးပြားကတရားမဟုတ်ဘူးကြောက်ကလည်းမထိခဲ့ဘူးနော်စီးကျူယောဂအတွက်လည်းစားလို့ရတယ်နော်အဲ့တော့ဒါစီးကျူမရှိတဲ့လူတရားစားတာကိုပြောတာနော်ဟောတရားဆိုတာအသက်ကြီးလေးတွေဒါဒုက္ခရောက်လေးပဲတရားကိုချေဖျက်နေတဲ့စွမ်းရည်ကခန္ဓာကိုယ်မှာအင်ဆူလင်တို့ဘာလို့စားတိတ်အလုပ်ကောင်းမလုပ်နေတာကိုအသက်ကြီးရင်နေလာအဲ့တော့တရားဒီနံပါတ်1ရန်သူအဲ့ဒါကိုသိရလူရှိတယ်မသိရလူလည်းဒီနေ့အများကြီးရှိသေးတယ်နော်ဟိုဒါ simple thing ဆိုတာဒါကိုပြောတာနော်အဲ့တော့ကော်ဖီဖြောတော့တဲ့တရားထည့်မဲ့စားတရားမပါဘဲနဲ့စောစီကတရားမပါဘဲနဲ့တောက်ပိုကောင်းတယ်နော်အဲ့တကယ်လို့အချိုနေတဲ့ရတာခံချိန်တော့စတီးပြားထည့်တော့ဒါလည်းအင်မတန်ရေးကြီးတယ်နော်ဒီအမားတွေကျူးလွန်ခဲ့လို့ဒီဘဝရောက်လာတော့သိဖို့လိုတယ်နော်ကို့အမားတွေကိုတေချာလိုက်ရှာနော်ဟောဆရာဒီမှာထောက်ပြမယ်တစ်ချက်ချင်းထောက်ပြပါမယ်နော်ကိုနဲ့ဆိုင်တာဆိုရင်မှတ်သွားလိုက်နောက်ထပ်ဖြစ်တာတွေကပျက်စီးစေတဲ့အကြောင်းရင်းမျိုးစုံရှိတယ်အချို့ကြတော့မွေးရပါလေဟိုကြောက်ကမှရေအိတ်တယ်တို့ပေါ့ကြားဘူးမယ်နော်ဒါမှမဟုတ်ကြတော့ကို့အပြစ်မဟုတ်ဘူးဒါမွေးကလေးကဒီမျိုးဗီဇချုပ်မင်းပြီးဖြစ်လာတာနော်ဒါမှမဟုတ်ကြတော့ကိုနဲ့ဘာမှမဆိုင်ဘူးသူကသူပျက်စီးပြီးတော့ဖြစ်တာနော်ဒါပေမဲ့အဲ့ဒါရှားတယ်
နောက်ဒီထဲမှာဆိုးရတာဘာလဲဆိုလို့ရှိရင်ဒီကွန်ဆာတဲ့ဟာနော်ဟိုဒီထဲမှာကွန်ဆာလူပါလာတော့မသိဘူးပါကောင်းပါမှာပေါ့နော်ကွင်းရစားခြင်းဒီကြောက်ကကိုပျက်စီးစေတယ်နော်ဒါလည်းကွင်းရစားလူအများစုကသိကြတယ်ဗျတိနဲ့စားတာနော်ကြိုက်လို့စားတာပေါ့ဗျပြပြရင်နော်အဲ့ဒါလဲတကယ်လို့များကြောက်ကကိုပြက်နေပြီကွင်းရဆက်စားနေခုနပြောတဲ့ကြောက်ကဆေးတဲ့ဘွားတို့ကြောက်ကလဲတဲ့ဘွားတို့ရောက်တော့မယ်အဲ့ဒါကတော့ဖြတ်ကိုဖြတ်ရမယ်မဖြတ်လို့မရဘူးနော်ကွင်းရထဲမှာကွန်သီးကိုတိုင်းကလည်းကြောက်ကကိုပျက်စီးသလိုသူ့မှာပါဝင်တခြားပစ္စည်းတွေကလည်းထုံးကလည်း inorganic ထုံးဖြစ်တဲ့အတွက်အဲ့ဒါလည်းပျက်စီးစေတယ်ကျန်တဲ့ chemical တွေရှိတဲ့ထဲတဲ့ဟာတွေထဲကပါတဲ့ဆေးထဲမှာပါတာတွေအဲ့ဒါတွေအကုန်လုံးကြောက်ကကိုထိတာကြီးပဲအကုန်လုံးကြောက်ကမှကြောက်လဲသွားတဲမယ်ကြောက်သွားတဲလို့ရှိရင်ကြောက်ကတဲတဲ့ကြောက်ကလည်းကြောက်ကကိုထပ်ဖြက်စီတယ်အနာလိုပေါ့ဗျာကြောက်ကထဲမှာကြောက်တဲဆိုပေါ်ဝဆသမနေနဲ့လက်ထဲမှာတစ်ခုနဲ့စူးစူးရင်ကိုဒီလက်ကဘာဖြစ်နေလဲနော်အဲ့တော့ဒီကြောက်ကထဲမှာဒီကြောက်ကရှိရမယ်ဟာမဟုတ်ဘူးအဲ့မှာလာပြီးတော့ကြောက်ကတဲရင်ကြောက်ကထဲမှာစူးစူးလို့ဖြစ်ပြီးတော့ကြောက်ကကြီးကရောင်လာမယ်ပျက်စီးသွားမယ်လမ်းကြောင်းတွေပိတ်မယ်နော်စီလမ်းကြောင်းပိတ်ရင်စီးရကောင်းသွားလို့မရရင် blood pressure နဲ့သူကကြောက်ကကြီးကိုကြီးလာမယ်ရေကြီးအိတ်တွေဖြစ်မယ်စသည်အဖြစ်အဲ့တော့ကိုရကဘာမှပြီးမှဒုက္ခပြီးတဲ့တမှာထိတ်ဆုံးမှပါတယ်နော်ဒါနိုင်ငံခြား data နဲ့ဒါနိုင်ငံခြား data နော်ကိုရကမပါဘူးနော်ဒါဘာမှပြီးမှရှိတဲ့ဟာနဲ့ဆိုရင်ကိုရကဒါဆရာတို့တွေ့ကြုံရအချို့ဗျာကြောက်ကပြက်နေဘယ်လောက်ကြီးလဲ25နှစ်တဲ့ဟာလူရော့ကထဲမှာအခုမှကျောင်းကပြီးဘွဲရအလုံးလုံးပဲမကြံသေးဘူးနော်ကြောက်ကပြက်ပြီးကြည့်ရတော့ပါစက်မှာကွန်ထရီနဲ့နော်တော်ရှင်နာဖို့ကောင်းတယ်ပြပြရင်ဘာလို့ကွင်းရစားတဲ့အရာသားနဲ့ကြောက်ကကြီးကိုဖျက်ဆီးဖို့ကတန်လားမတန်လားကိုယ့်ကိုပြတ်စင်းသားကြည့်နော်ဒီရစားတဲ့အရာသားနဲ့စားရင်ကွင်းရတရားစားရင်မှာကြောက်ကမှရှိတဲ့ nephron လေးတွေကကွင်းရတရားစားလို့တရားပြက်ရင်ကွင်းရ10ခုစားလို့ရှိရင်1000ပြက်ပြီးတာပြန်မကောင်းတော့ဘူးပြီးပြီနော်အဲ့တော့ခုနပြော2သိန်းအောင်လေးရောက်ကောလက္ခဏာပေါ်အဲ့တော့ဒုက္ခရောက်ကောနော်ဟောကျန်တာတွေကပျက်စီးတာတွေပြန်ကောင်းအောင်လုပ်လို့မရဘူးလို့ပြောထားတယ်နော်အဲ့တော့ဒါဖြစ်တဲ့အကြောင်းရင်းတွေဒါလေးတွေကိုဂရုစိုက်သိချင်ပါတယ်နော်ကဲအဲ့ဒါလေးတွေကကြောက်ကနဲ့ပတ်သက်တဲ့အခြေခံလေးတွေပေါ့ဗျာနော်အပိုင်းနှစ်မှာနာတာရှည်ကြောက်ကယောဂဖြစ်ပွားတဲ့အခါပေါ်ပေါက်လာတတ်တဲ့ခန္ဓာကိုယ်မှာတွေ့ရတတ်တဲ့ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေနဲ့ဂရုတစိုက်ကောင်းခြင်းတဲ့ယောဂလက္ခဏာတွေအကြောင်းကိုဆရာကရှင်းလင်းပြောကြားခဲ့ပါတယ်ဘယ်လိုလက္ခဏာတွေနဲ့လာမှာလဲပေါ့နော်အရေးကြီးဆုံးကစီးသွားရင်ဂရုစိုက်နော်စီးသွားတဲ့အခါမှာတာမန်ထက်အမြုပ်တွေပိုထနေရင်ဒါစီးတဲ့မှာအနေပါလာလို့နော်ဒါကအလွယ်ကူဆုံးဘယ်မှသွားဆန်းရမလို့ကိုယ့်ဟာကိုအိမ်မှာလူတိုင်းသိတဲ့ဟာအဲ့တော့စီးသွားလို့အမြုပ်ပါလို့ရှိရင်နီးစာဆေးရုံဆေးကမှပြပြီးတော့နော်စီးစစ်ပါနော်စီးစစ်လိုက်လို့စီးတဲ့မှာပရိုတင်းလို့ခေါ်တဲ့အနေပါလာလို့ရှိရင်ဒါကြောက်ကထိပြီးသိကြသွားပြီပရိုတင်းကတာမန်လူမှာမပါဘူးလူကောင်းမှမပါဘူးဘာလို့ခုနဖေတာလေးတွေကကောင်းတယ်လေဖေတာလေးကပျက်စီးပြီးတော့သွားတဲ့အခါမှာသွေးထဲမှာရှိတဲ့ကောင်းတဲ့ပစ္စည်းတွေပေါ့ပရိုတင်းဆိုတာကိုယ့်အတွက်ကောင်းတဲ့ပစ္စည်းကျန်းမာရေးအတွက်လိုအပ်တဲ့ပစ္စည်းအဲ့ဒါတွေကစီးထဲမှာပါလာတယ်နော်အဲ့တော့စီးကိုခုနပြောတဲ့3လတစ်ခါစစ်ဖို့လိုပါတယ်3လတစ်ခါစစ်တဲ့အခါမှာစီးလေးထည့်စစ်မယ်စီးလေးမှာဘယ်တော့ပရိုတင်းပါလည်းမပါဘူးပရိုတင်းမပါလာဘူးဆိုရင်ဒါကိုယ့်တိုးတက်မှုရှိလာပြီနော်လုံသွားပြီအပေါက်တွေသိမပါတော့ဘူးနော်အဲ့တော့ဒီ protein ပါခြင်းမပါခြင်းမှာမူတည်ပြီးတော့ protein ဘယ်လောက်စားခြင်းမစားခြင်းကဆုံးဖြတ်တာနော်ဆရာကျမအပြင်အသားဘယ်လောက်စားရမလဲဘာညာဆိုတော့သူ့မှာ loss ရှိနေပိုစားရမယ်နော်မရှိတဲ့လူက short စားရမယ်နော်ဒါမူအားဖြင့်ဒါလေးကိုသိသိချင်ပါတယ်နောက်အချို့က weight ကျသွားတာကိုယ့်အကူတင်ပင်တကာချတာမဟုတ်ဘူးသူကကျသွားတာနော်ကိုကငကိုတွေကလှခြင်းလို့ချတာတော့ကိစ္စမရှိနော်ကောင်းတယ်ပေါ့ကြိုက်တယ်ပေါ့နော်မဟုတ်သူကဝိတ်ကကြာလာရင်ဒါခန္ဓာကိုယ်မှာဒါအစိတ်တောက်တွေမိလာပြီဆိုတာကိုပြတယ်နော်နောက်အစာစားခြင်းနဲ့စိတ်မရှိဘူးကြောက်ကဖြစ်ရင်မစားခြင်းဘူးနော်နောက် energy မရှိဘူးလူကနော်ဘက်ထရီအားကုန်တယ်သွားရင်လာရင်ငကိုလိုအားမရှိဘူးအထူးသဖြင့်အပေါ်တက်တယ်လှေကားတွေတက်ရင်မောနေလှေကား6တက်ဆို3တက်လောက်မှနေခဏနာရတယ်ဒါတွေကပထမပိုင်းသိတာလာတာတွေနော်ဒါကြောက်ကဖြစ်မှာကိုသိချင်မှသိဦးမယ်ဒီလိုလက္ခဏာတွေဖြစ်လာရင်ဒီလက္ခဏာ3ခုပေါ့အဓိကဝိတ်ကြလာတဲ့အစားမစားခြင်းအစားမစားဘူးဆိုကြလဲဝိတ်ကြနဲ့ဆိုင်တယ်ပေါ့နော်အဲ့တော့အပေါ်တက်ရင်မောလာတယ်မောတယ်ဆိုတာသွေးအားတွေနေလာတာနော်ပြုတ်ခြင်းပဲအန်ခြင်းပဲပါးစပ်ထဲမှာရှာမှအရသာမရှိဘူးနော်အဲ့လိုအခါမျိုးဖြစ်လာလို့ရှိရင်စီးစစ်ဖို့လိုတယ်ကြောက်ကဟုံးမို့ဆိုတော့သွေးလေးဖောက်ကြည့်မယ်သွေးထဲမှာရှိတဲ့ခင်ဗျားတို့ပြောနေတဲ့စီးစိတ်ခရီတင်နင်းအဲ့ဒီကောင်တက်လာမတက်လာကြည့်မယ်ခရီတင်နင်းကအချို့ normal ဖြစ်မယ်ဒါပေမဲ့စီးထဲမှာ albumin လို့ခေါ်တဲ့ protein တွေပါတယ်ဆိုရင်ဒါကြောက်ကပျက်စီးမှုအဆင့်1 2ဒီအဆင့်ပဲရှိသေးတယ်စကားသားပဲရှိသေးတယ်သွေးထဲမှာမတက်သေးဘူးနော်သွေးထဲမှာမတက်သေးဘူးဆိုတော့သွေးထဲမှာရှိတဲ့အညစ်အကြေးတွေကိုကြောက်ကဆွန့်ထုတ်နိုင်သေးတယ်အညစ်အကြေးကိုလည်းဆွန့်ထုတ်မယ်ကောင်းတာလည်းပါသွားတယ်နော်မလုံဘူးကြောက်ကအဲ့ဒီအဆင့်ဆိုရင်ကုလို့လွယ်တယ်ပြန်ကောင်းမယ်တိတ်မကြဘူးနော်
အဲ့ချိန်မှာသိဖို့လိုတယ်နော်ဒီလိုဖြစ်လာပြီဆိုတာနဲ့သိဖို့လိုတယ်နောက်တစ်ခုကကြောက်ကသမားတွေပေါ့အခုနော်ဖြူဖြူရောလေးဖြစ်လာတယ်နော်ဘာဖြစ်လို့ဖြူဖြူရောဖြစ်လာလဲဆိုတော့နော်လက်ကိုပဲကြည့်ကြည့်မျက်လုံးလေးကိုပဲကြည့်ကြည့်နော်ကိုယ့်ကိုပဲကြည့်လိုက်ပေါ့လက်ဖွားလေးကြည့်လိုက်အိမ်မှာရှိတဲ့လူတွေနဲ့ရှင်ကြည့်လိုက်ရင်ကိုယ့်လက်ဖွားလေးသွေးအောင်မရှိဘူးဖြူဖြူရောလေးဖြစ်နော်ဘာဖြစ်လို့လဲကြောက်ကဆိုတာကသွေးနီဦးထုတ်ဖို့တဲ့ကိုအဓိကအရေးပါတဲ့ဟော်မုန်းထုတ်ပေးတယ်နော်erythropoietin လို့ခေါ်တယ်သွေးနီဦးတွေထုတ်တာကယိုရင်းချင်စီကထုတ်တာနော်အဲ့ဒီယိုရင်းချင်စီကသွေးနီဦးတွေထုတ်ဖို့တဲ့ကိုကြောက်ကကနေပြီးတော့ဟော်မုန်းတစ်မျိုးထုတ်တယ် erythropoietin အဲ့ဒီဟော်မုန်းရမှခွင့်ပြုမိတ်နဲ့တူတယ်နော်အဲ့ဒါရမှသွေးနီဦးတွေထွက်လာတယ်နော်အဲ့တော့ကြောက်ကမကောင်းတဲ့ခါမှာအဲ့ဒီဟော်မုန်းကမထွက်ဘူးမထွက်တော့ယိုရင်းချင်စီကနေပြီးတော့သူ့တက်ကိုခွင့်ပြုမိတ်မလာတော့ तू ကမလုပ်ဘူးနော်မလုပ်တော့ erythropoietin မရှိတဲ့အတွက်သွေးအားနည်းလာတယ်ဟီမိုဂလိုဘင်တိုင်းကြည့်လိုက်လို့ရှိရင်ဟီမိုဂလိုဘင်က9တို့10တို့ဖြစ်လာအောင်နော်တာမန်လူမှာ7နှစ်အထက်မှာရှိရမယ်နော်အားကြောင့်မလို့ erythropoietin ကကျွန်တော်တို့ကပါးစပ်ကတောက်လို့မရဘူးနော်ထိုးစေးနော်အရေပြားအောင်မှထိုးရတာနော် recommend ဆိုတဲ့ထိုးစေးအဲ့ထိုးစေးလေးကိုတပတ်တစ်ခါထိုးရတယ်ဈေးကြီးတယ်အရင်တော့အခုတော့ကျွန်တော်လည်းမထိုးရတာကျွန်တော်ဘယ်လောက်ရှိနေမှမသိထိုးဘူးတဲ့လူပါမှာပေါ့ဘယ်လောက်ထိုးတစ်ခါထိုးရင်ဘယ်လောက်ပေးရလဲသိလား3000နော်3000ဆိုတော့တားကြီးတော့မတက်သေးဘူးနော်တပတ်3000ဆိုတစ်လားဟိုဒါ3သိန်းကျော်ကျမယ်နော် recommend နော်အဲ့ဒါထိုးပါကောင်းတယ်သွေးရနေတဲ့တကြောင်မလို့လေလူကနေလို့ထိုင်လို့မကောင်းဘူးအဲ့ခါမှာသွေးရနေရင်နောက်ဆက်တွဲဘာဖြစ်လာလဲဆိုတော့နှလုံးကိုထိခိုက်လာမယ်သွေးတို့တွေပိုဆိုးလာမယ်ခန္ဓာကိုယ်မှာရှိတဲ့ cell တွေအုံနောက်မှာရှိတဲ့ cell တွေအောက်ဆီဂျင်ကောင်းအောင်မရဘူးဖြစ်လာမယ်အဲ့တော့ recommend ထိုးဖို့ပတ်စံမမျောနဲ့နော်ဒါအမှန်တမ်းပြောရင်အဲ့ဒါကထိုးတင်တယ်ကြောက်ကကအလုပ်ကိုသူကလှုပ်ပေးတာနော်အဲ့ recommend ဆိုတာတော့ဒါဟို Switzerland original နာမည်ပေါ့နောက်ပိုင်းကအိန္ဒိယတို့ပေါ့လာတာတွေရှိတယ်အမျိုးတူတွေပေါ့နော်အဲ့တော့အဓိကတော့ erythropoietin ပါတယ်တစ်ပတ်ကို4000 unit ထိုးဖို့လိုတယ်နော်ဒီမှာထိုးရလို့ဘယ်နှယောက်ပါလဲမသိဘူးဒီမှာခုနအများကြီးပဲထိုးနေကြတာနော်ဟုတ်ပြီကိုယ့်ကိုထိုးလားဟိုဆေးကမှတတ်ထိုးလားဆေးကမှတတ်ထိုးနော်ဒါအပြားဆိုတော့ insulin ထိုးဆိုပါပဲကိုယ့်ကိုထိုးမယ်ဆိုတော့ပစ္စည်းဝယ်ပြီးတော့ insulin ထိုးဆိုပဲကိုယ့်ကိုထိုးလို့ရတယ်နော်ဒါဆေးကမှသွားတာဝေးတဲ့လူဆိုရင်နိုင်ငံခြားမှာတော့ကိုယ့်ကိုပဲထိုးကြရတယ်နော် hemoglobin က10အထက်မှာရှိနေဖို့လိုတယ်ထပ်ပြောရရင်နော်နှုတ်ဝင်သွေးသွင်းတဲ့ဘဝရောက်မှာနော်တိတ်ပြီးတော့4တွေ5တွေဖြစ်လာရင်သွေးသွင်းရတယ်ဟော10အထက်မှာရှိနေအောင်အဲ့ဒါလေးထိုးထားလို့ရှိရင်ဒါတော်တော်လေးအဆင်ပြေတယ်နော်နောက်တစ်ခုကအရေးပြားပေါ်မှာနော်ဒီနည်းနည်းလေးထိတာနဲ့အညိုမဲဆွဲတယ်နော်အညိုမဲဆွဲတယ်ဒါတွေလည်းဖြစ်တတ်တယ်နောက်အရေးပြားရားလာတယ်ဘာလို့ရားလဲဆိုတော့ခန္ဓာကိုယ်မှာအညစ်အကြေးတွေများလာတာ哦နော်အညစ်အကြေးတွေများလာတာအညစ်အကြေးတွေများလာတဲ့ခါကျတော့လူကရားတာပေါ့နော်အဲ့တော့လိုက်ကုတ်တယ်အဲ့တော့ဒီအညစ်အကြေးတွေများနေတဲ့များကလာပေါင်းရားတာဖြစ်တဲ့ရားပြောက်ဆေးပေါ့ဗာမီတွန်လိုဆေးတွေဘာတွေတောက်လဲခဏပဲဆေးရနေနေရှင်တော့ရားတက်တယ်ပြီးပြန်ရမှာဘာလို့ဆိုတော့အထက်မှာခရီတင်တွေယူရီးယားတွေနိုက်ထရိုဂျင်တွေဝေ့ဆေးပေါ့နော်အညစ်အကြေးတွေကြောက်ကမစွန့်ထုတ်နိုင်လို့ရားတာဖြစ်တဲ့အတွက်ဒီအညစ်အကြေးတွေရှိနေတာကလာပေါင်းဓာတ်လျှောက်ရားနေမှာပဲနော်အဲ့တော့ဆေးတွေတောက်လဲခဏပဲတက်တာမှာအဲ့တော့အဓိကလောက်ရမယ့်လောက်ကဒီအညစ်အကြေးတွေများမလာအောင်အညစ်အကြေးတွေကောအောင်လုပ်ဖို့လိုတယ်နော်နောက်တစ်ခုကကြောက်ကမကောင်းတဲ့လူပါလက်သေးကိုကြည့်လိုက်လက်သေးမှာအဲ့လိုအညိုအစင်းတွေ့လိမ့်မယ်နော်ဒီမှာအကျိုးကိုလက်သေးကိုပြန်ကြည့်လိုက်လူနာတွေနော်အဲ့ဒါတွေ့လားပါရှိရလူရှိလားဒီလိုမျိုးပုံနော်မရှိသေးဘူးနော်ရှိလားအော်ဟုတ်ပြီနော်အဲ့တော့ရှိရလူကပုတ်ကျူးဆက်ရမယ်နော်ရှိတာမကောင်းဘူးနော်ဒါတွေဖြစ်လာပြီဆိုဒီဟာတွေ line တွေဖြစ်လာပြီဆိုရင်ဒါမကောင်းဘူးနော်ဒါအညစ်အကြေးတွေခန္ဓာကိုယ်မှာများနေပြီလို့ဆိုလိုတာနော်ခန္ဓာကိုယ်မှာအညစ်အကြေးများတဲ့ကြောင့်မဟုတ်ဒီအညစ်အကြေးကလက်သေးထီတောင်ရောက်တယ်လို့ဆိုလိုတာနော်ပုတ်ကျူးဆက်ရမယ်ဒါကြောက်ဖို့ပြောတာတော့မဟုတ်ဘူးနော်ဒါပုတ်ကျူးဆက်ရမယ်ထားပါငကိုတော့ကိုကအမတ်တမဲ့လေးနေတာမျိုးဆိုရင်ပုတ်ကျူးဆက်ပါနော်ဒါလေးပြောချင်တယ်နောက်တစ်ခုကအန်းနေပေါ့မျက်နှာလေးအန်းနေခြေထောက်လေးအန်းနေဒါကတော့ခန္ဓာကိုယ်ထဲမှာအချက်နှစ်ချက်ကြောင့်ပေါ့နော်ကြောက်ကသူကရေကိုစွန့်ထုတ်တဲ့လို့တာရှူသွားတယ်ပေါ့နော်ရေကိုစွန့်ထုတ်တာကောင်းကောင်းမလုပ်နိုင်လို့ခန္ဓာကိုယ်မှာရေတွေများလာတော့ဗျာရေများတော့ဖောတာပေါ့ဒါတစ်ခုပေါ့နော်ဖောလို့ရှိရင်သွေးပေါ်မှာတက်လာတာပေါ့နောက်တစ်ခုက albumin နဲ့လည်းဖောတယ်နော်စီးထဲမှာ albumin လို့ခေါ်တဲ့ protein တွေပါသွားရင်ခန္ဓာကိုယ်မှာ protein နည်းလို့ရှိရင်လည်းလူကဖောလာတယ်နှစ်ချက်ရှိတယ်အဲ့တော့ protein နည်းလို့ဖောတဲ့လူကနော်လူနာအချွတ်တွေ့ရတာ protein ပါတဲ့အစားဟာမဟုတ်ကျမတို့ဆံဝမ်းပြောထားတယ်protein အသားဓာတ်လျှော့ရမယ်လို့ပြောတာမဟုတ်ဘူးခင်ဗျာ loss ဖြစ်နေတဲ့လူအဲ့တယောက်မလို့ဆိုတာခုနကဆရာပြောတာအဲ့ဒါတခါပြောတသက်စာမဟုတ်ဘူးဆိုတာပြောပြတာငါကမဖောခင်တော့မှန်တယ် protein လျှော့ရမယ်နော်အခုဖောလာပြီဆိုတာနဲ့ protein တွေခန္ဓာကိုယ်ထွက်တဲ့ကြောင့်မလို့ဒီ protein တွေထွက်လို့ဖောနေတဲ့ကိစ္စမှာသွေးထဲမှာတန်းကြည့်လိုက်မယ်စီးထဲမှာတဲ့ protein ပါတယ်သွေးထဲမှာတဲ့ protein ကရော့နေပြီဆိုရင်ဒီက protein ကဖြစ်ရတော့မှာနော်အဲ့ခါမှာစားရမှာနော်အကောင်းဆုံးကကျဲဥပေါ့နော်
ကျဲဥစားအလွယ်ဆုံးပဲသူချက်ချင်းလေးသုံးလို့ရတယ်ကြောက်ကကိုလည်းအန်ဒီရမရှိဘူးပြီးရင်ဒီမှာပြောအောင်မယ် protein ဆိုတဲ့နေရာမှာမျိုးစုံရှိရဲ့အသားငါးပစုံပဲမျိုးစုံဟင်းသီးဟင်းပဲနော်အဲ့တော့ red meat တွေကိုကျွန်တော်ရှောင်မယ်အနီရောင်တွေရှောင်မယ်အဖြူရောင်တွေကိုစားမယ်ကြက်သားစားလို့ရတယ်ငါးစားလို့ရတယ်ပစုံစားလို့ရတယ်ပဲမျိုးစုံစားလို့ရတယ်ဒါတော့လိုမျိုးလူနာအတွက်နော်စားစရာအများကြီးပဲနော်အဲ့ဒါလေးကတယောက်ချင်းစီလက်ကိုဆရာလုတ်ပြီးလို့ရတယ်ဆရာကူညီပေးလို့ရတယ်နော်အဲ့တော့မေးပါဆရာကျမတို့လိုဖောနေတယ်တိဖောက်တဲ့ခါမှာ protein နဲ့အဲ့ဒါဆိုစားခင်ကတနေ့ကိုကျဲဥကတော့နော်ကျဲဥစားမယ်ကြက်သားစားမယ်ငါးစားမယ်ပစုံစားမယ်အဲ့ဒါများပို့စားတယ်ပို့စားရင် protein ပြန်ပြည့်လိုက်ရင်ဖောတာရောက်ရမယ်အဲ့ဖောတာကြီးကိုစီးစီးပဲထင်တော့လို့မရဘူးနော်အဲ့တော့နောက်တစ်ခုကသွေးပေါင်ညင်တိုင်းနော်ကြောက်ကသမားကငကူကသွေးတိုးကြောင့်ကြောက်ကဖြစ်တဲ့လူဒါကတော့ရှင်းတယ်သွေးတိုးကြောင့်ကြောက်ကဖြစ်တယ်ပြီးရင်ကြောက်ကဖြစ်တဲ့ကြောင့်သွေးကပိုတိုးတယ်ငကူကလဲနေနော်အချို့ကငကူကသွေးတိုးမရှိဘူးကြောက်ကယောဂဖြစ်မှသွေးတိုးတယ်ဆိုတာမှန်တယ်ဘာလို့ကြောက်ကခုနကပြောရေတွေမစွန့်ထုတ်နိုင်ဘူးလေရေတွေမစွန့်ထုတ်နိုင်တဲ့ခါမှာသွေးထဲမှာရေတွေများလာတော့ရေတွေနဲ့ဆိုဖောနေတော့သွေးပေါင်ချင်မှတက်လာတာပေါ့နော်အဲ့ခါမျိုးကြရင်စီးသေးတောက်ရတယ်နော်အဲ့တော့ဖောတာကခြေထောက်တွေလက်တွေကတော့မျက်စိနဲ့မြင်ရတာနော်ခန္ဓာကိုယ်ထဲမှာရှိတဲ့အဆုတ်တို့နှလုံးတို့ဖြစ်တာမမြင်ရဘူးနော်အဲ့တော့အထူးသဖြင့်နှလုံးထဲမှာဖြစ်တယ်ဆိုရင်သွေးပေါင်ကြီးကလည်းတက်လာတဲ့အပြင်ကိုနှလုံးရဓာတ်မှန်ရလို့နှလုံးရအကြီးကြီးဖြစ်နေမယ်နော်အခုဒီမှာဓာတ်မှန်မှာမြင်တဲ့အတိုင်းနှလုံးရအကြီးကြီးဖြစ်နေမယ်နော်အဲ့ရေတွေစုနေတာနှလုံးထဲမှာနော်ဒီမှာနှလုံးကိုကြည့်လိုက်နှလုံးရဲ့ pericardial effusion လို့ခေါ်တယ်နော်နှလုံးရဲ့ပတ်ပတ်လည်မှာရေတွေစုနေတာနှလုံးပတ်ပတ်လည်ရေတွေစုတော့နှလုံးကကောင်းအောင်ခုန်လို့မရဘူးနော်နှလုံးကကောင်းအောင်ညှစ်လို့မရဘူးသူကအပြင်ကရေတွေနဲ့သူ့ကိုဖိထားတာဟုတ်နော်အဲ့ခါမှာနှလုံးခုန်လို့နဲ့တို့ဖြစ်လာတယ်နော်လှဖြစ်လာရင်းနေတုံလာတယ်မောလာတယ်အသက်ရှူကျလာတယ်နော်အဆေးကိုမြန်သွားရင်သွားမသွားလို့ရှိရင်တင်နိုင်တယ်နော် pericardial effusion pressure လဲကျပြီးတော့ဒုက္ခရောက်နိုင်တယ်နော်ဒါအရေးပေါ်တွေပေါ့နော် emergency တွေ chest pain အဲ့လိုဖြစ်တဲ့ခါမှာရင်မကြီးကအောင့်လာမှာနော်နေလို့ထိုင်လို့မရဘူးဖြစ်မယ်အဲ့တော့ဒါလေးလည်းသိထားဖို့လိုတယ်သူတို့အခြေအနေမျိုးဖြစ်လာရင်နော်ကိုနီးစာကိုယ့်ရဲ့မိသားစုဆရာဝန်နဲ့ပြပါနော်နောက်တစ်ခုကအသက်ရှူပေါ့ဒီအဆုတ်တွေပေါ့နော်အဆုတ်တွေကလည်းသူတို့ပဲနှလုံးလိုပါပဲအဆုတ်ထဲမှာလည်းဖောတယ်ပေါ့ဗျာပြောရရင်နော်အဆုတ်ထဲမှာရေဝိုင်းနေလို့လည်းပြောတော့ဒါအဆုတ်ထဲမှာရေတွေဝင်နေတာနော်ဓာတ်မှန်ရိုက်တဲ့ခါမှာအဲ့တော့ဆေးရုံသွားတဲ့ခါမှာတော့အဲ့လိုဖောတဲ့ပြုတ်တဲ့ဘာညာဆိုရင်ချက်ချင်းဓာတ်မှန်ရိုက်မယ်လေဓာတ်မှန်ချင်းရိုက်လိုက်လို့ရှိရင်ဒါအဆုတ်ထဲမှာလားနှလုံးထဲမှာလားဆိုတော့ဒါတန်းသိပြီ ECG ပဲဆွဲလိုက်ရင်သိပြီသိရင်ချက်ချင်းသူတို့ကအဆုတ်ထဲမှာဆိုချက်ချင်းဖောက်ထုတ်လိုက်လို့ရှိရင်ထွက်သွားလို့ရှိရင်သူကအသက်ရှူလို့ရမယ်သူကနှလုံးဆိုလဲနှလုံးလျှောက်နော်ဟောဒါလေးကျတော့အရေးပေါ်အခြေအနေကိုသိဖို့လို့အဲ့တော့အသက်ရှူကြက်တယ်ဆိုရင်မပေါ့ပါနဲ့ချက်ချင်းသွားပါဒါဆိုချက်ချင်းတက်တာပါမယ်နော်အိမ်မှာနေလို့ရှိရင်ဒါအတန့်နေရှိရနော်အဲ့တော့ဒါတစ်ခုပေါ့နော်အဲ့တော့အဲ့လိုခံမျိုးမှာအဆုတ်ထဲမှာသူကဒီရေဝိုင်းလာပြီဆိုရင်အသက်ရှူနှုန်းကမြန်လာတယ်ဘာလို့အသက်ကလူပြီးရှူရတာခန္ဓာကိုယ်မှာအောက်ဆီဂျင်ကနည်းသွားပြီအဲ့လိုမျိုးနော်အသက်ရှူက deep လည်းဖြစ်မယ်အသေးရှိုက်ပဲဖြစ်မယ်မြန်လဲမြန်တယ်နော်အဲ့လိုဖြစ်လာရင်ဒါအိမ်မှာရှိတဲ့လူတွေပေါ့နော်ကိုယ်အိမ်မှာရှိတဲ့ကိုလူနာအဲ့လိုဖြစ်တယ်ဆိုရင်အနည်းအဆေးကိုအမြန်ခေါ်သွားဖို့လိုတယ်နော်ကဲဒါတစ်ခုနောက်တစ်ခုကကြောက်ကနောက်ထပ်ဟော်မုန်းထုတ်တယ်အဲ့ဒါဗီတာမင် D ပေါ့နော်အဲ့ကြောက်ကထုတ်တဲ့ဗီတာမင် D ရဲ့ metabolism မှာဗီတာမင် D ဆိုတာကျွန်တော်တို့ကအစားအစာမှာပါတာကုန်ချမ်းနေနေမှာပါတာကုန်ကြောမပါဘူးเนาะအဲ့ကုန်ကြောကကိုလက်စထရောဆိုတာခင်ဗျားတို့ကြားဘူးတယ်เนาะအရေပြားအောင်မှာအဲ့ဒါနေအောင်ကြီးနဲ့ထိလို့ရှိရင်ဒီကိုလက်စထရောကနေပြီးတစ်ဆင့်သူကပုံစံတွေပြောင်းသွားတယ်ပထမအသေးကိုရောက်တယ်အသေးကနေနောက်ထပ်ပုံစံတစ်ခုထပ်ပြောင်းတယ်ပြီးရင်ကြောက်ကကိုရောက်တယ်ကြောက်ကကနေပုံစံပြောင်းပြီးတော့မှသူကသုံးလို့ရတဲ့ D3 ဆိုတာဖြစ်လာတာเนาะဒါကြောင့်မလို့ဗီတာမင် D မှာ1 2 3ဆိုပြီးအဲ့လိုလုပ်ထားတာเนาะD3 မှာသုံးလို့ရတယ်เนาะ D2 တို့ဘာလို့ကသုံးလို့မရသေးဘူး D2 ဘယ်လောက်ပဲပေးသုံးလို့မရဘူးเนาะအစားသမားပါတာ D2 ပဲပါတာအဓိကနော်အဲအောင်ဆေးဆို D3 အနေနဲ့ ready made သုံးလို့ရအောင်ကြောက်ကမကောင်းလို့ရှိရင် D3 ပဲသုံးရတယ်နော်အဲ့တော့ D3 ရမှာဗီတာမင် D ရမှာအစားအစာတွေမှာဖြစ်တဲ့ကယ်လ်ဆီယမ်ဦးကနေပြီးစုပ်နိုင်တာစုပ်ပြီးတော့မှအယိုးတွေမှာအသုံးပြုလို့ရတာနော်ဗီတာမင် D မရှိရင်ကယ်လ်ဆီယမ်ကသုံးလို့မရဘူးနော်ကယ်လ်ဆီယမ်လည်းမစုပ်နိုင်တော့သွေးထဲမှာလည်းကယ်လ်ဆီယမ်နည်းလာတယ်ကယ်လ်ဆီယမ်နည်းလာတဲ့ခါမှာအယိုးထဲမှာရှိတဲ့ကယ်လ်ဆီယမ်တွေကသွေးထဲကိုရောက်ချလာတယ်အကုန်လုံးပြိုပြီးဆင်းလာတယ်အဲ့ခါမှာအယိုးတွေကအခေါင်းတွေဖြစ်ကုန်တယ်ဒါအယိုးပွားယောဂါလို့ခေါ်တယ်ကြောက်ကမကောင်းတဲ့လူကအယိုးပွားတတ်တယ်သွားရင်လာရင်သတိထားအသက်ကြီးရဲ့လူဆိုရင်ရေချိုးကန်းဝင်သတိထားနော်ချော်လဲလို့ရှိရင်ဖျောက်သူကျိုးရမယ်နော်နည်းနည်းပါးပါးလဲုံနဲ့ကျိုးရမယ်ဘာလို့အယိုးကပွားနေပြီမို့လေပွေလိုဖြစ်နေပြီပြောရရင်နော်မို့လေပွေဆိုလည်းနဲ့ဖိလိုက်နေဘာဖြစ်လဲကြေွားတယ်သဘောကနော်အဲ့ဒါဂရုစိုက်အဲ့တော့ဘာလို့ ရလဲဆိုရင်ဆေးတောက်ရတယ်ပေါ့နော်ကယ်လ်ဆီယမ်နဲ့ဗီတာမင် D ပါတဲ့ဆေးတွေတောက်ရတယ်ဒါလည်းသိကြပါနော်နောက်တစ်ခုကကြွက်တက်တာနော်အဲ့တော့ကြွက်တက်တာလည်းအဓိကဖြစ်တယ်နော်ကြွက်တက်တာနဲ့အတူတူက hiccup လို့ခေါ်တဲ့ဒီကျွတ်ထိုးတာနော်သဘောတရားအတူတူပဲကြွက်တက်တယ်ဆိုတာတော့ဒါခြေဆုံးကြွက်သားတွေပဲတက်တော့ခြေဆုံးကြွက်သားကသိတာပေါ့ကျွတ်ထိုးတယ်ဆိုတာဗိုက်ထက်မှာရှိတဲ့ diaphragm လို့ခေါ်တဲ့ကြွက်သားပြားကြီးကအဲ့လိုကျုံသွားတဲ့အတွက်ကြောင့်မလို့ရုပ်တရက်ကျုံတဲ့ကြောင့်မလို့နော်
ကျွတ်ထိုးတာအေးဆိုဖြစ်တာနော်ကျွတ်ထိုးတာကြွက်တက်တာတူအဲ့တော့ကြောက်ကမကောင်းတဲ့လူကကျွတ်ထိုးတာကြွက်တက်တာဖြစ်တတ်တယ်နော်အဲ့တော့အဓိကဖြစ်တဲ့ပြဿနာကသူကကယ်လ်ဆီယမ်နည်းဝါလို့ဖြစ်တာနော်အဲ့တော့ကယ်လ်ဆီယမ်ဘယ်လောက်ရှိလဲဆိုတာချင်းသွေးထဲမှာသွေးဖောက်စစ်တဲ့ခါမှာကျွတ်ထိုးတတ်တဲ့လူကသွေးဖောက်စစ်လို့ချင်းကယ်လ်ဆီယမ်မှာထက်စစ်ကယ်လ်ဆီယမ်တကယ်လို့နည်းတာသေချာလို့ချင်းကယ်လ်ဆီယမ်ကို supplement နဲ့စားနော်စစ်တောက်လို့ရရလေပြဿနာမျိုးအခါမှာနော်ကယ်လ်ဆီယမ်တောက်လိုက်လို့ချင်းနောက်ကျွတ်ထိုးတာကြွက်တက်တာမဖြစ်တော့ဘူးနော်ဒါလွယ်တယ်ကုသတာလည်းလွယ်တယ်အဲ့တော့ဖြစ်တဲ့ပုံမူတည်ပြီးတော့ကျွန်တော်ကလုပ်ပါတခါနဲ့အကုန်လုံးတက်စီတန်းစီလို့ပတ်စံနေအများကြီးကုန်တယ်နော်အဆရာဆိုလူတာပဲလုပ်တယ်လူနာမပြောတော့ကွာမလုပ်တဲ့ခါကျနောက်မှလူနာနောက်မှပြောတာမဟုတ်ဆိုရင်ဒါမလုပ်ထားတော့မသိဘူးပေါ့နော်အဲ့တော့ပြောပါဆရာကျမကြွတ်တက်တယ်ဆိုရင်ဒါနောက်ကယ်လ်ဆီယမ်ဒါတောက်ခိုင်းလိုက်တယ်နောက်တစ်ခါကျရင်ကယ်လ်ဆီယမ်လေးစစ်လာခဲ့ပါ3လကြာရင်စစ်လာတော့နောက်3လနောက်မှကယ်လ်ဆီယမ်ကပြည့်နေလို့ရှိရင်ကြွတ်တက်သေးလားမတက်တော့ဘူးပြောမှာပေါ့နော်နောက်ကစစ်လိုက်တဲ့ခါမှာကယ်လ်ဆီယမ်လက်ရှိဆက်ပြီးတော့နည်းနေသေးလို့ရှိရင်ကိုပေးတဲ့ဆေးကဒိုးစာနည်းနေငကိုကတစ်ချိန်ဆို2ချိန်ဖြစ်မယ်စသည်အားဖြင့်3ချိန်ဖြစ်မယ်ဆေးကိုတိုးတောက်လို့ရတယ်နော်ဒါကယ်လ်ဆီယမ်ဆေးတွေကလည်းဘာမှသိထူးဆန်းတော့မဟုတ်ဘူးနော်လွယ်လဲလွယ်တယ်နောက်တစ်ခုကအုံနောက်နဲ့အာယုံကြောတွေကိုထိခိုက်လာတယ်နော်အဲ့တော့အဓိက confusion လို့ခေါ်တဲ့စိတ်ထဲမှာဇဝေဇဝါတွေဖြစ်လာတယ်သိမမှတ်မိဘူးနော်ရစရာရှိတာတွေမှတ်မိတယ်မေးစရာရှိတာမှတ်မိဘူးနော်အဲ့ဒါမျိုးတွေဖြစ်လာတာနော်အဲ့တော့နောက်စာချက်တဲ့အရွယ်တွေပေါ့လေစာတင်တဲ့လူတွေနော်ဒါအလုပ်လုပ်တဲ့လူတွေအတူတူပါပဲနော်အဲ့တော့ तू က concentrate လုပ်လို့မရအောင်အလုပ်တစ်ခုအာရုံဆက်လို့မရဘူးနော်ဒါလုံးမှန်ကြတာချင်းစိတ်ကမဝင်စားသလိုဘာလို့နော်မတင်းနဲ့ပေါင်းနှစ်ဆိုတဲ့ကဏ္ဍတော်လည်းမရဘူးပြောချင်တာနော်ဒါအလွယ်လေးဥမာပြောရရင်တင်းနဲ့ပေါင်းနေဘယ်လောက်ရတယ်စိတ်ကအဲ့လိုလုပ်လို့မရဘူးနော်အဲ့တော့ဒါဘာလို့ဆိုအစိတ်တွေကအုံနောက်ထဲကိုရောက်လာတာကိုပြရတယ်နော်ဒီဟာဆိုဒါအခြေအနေမကောင်းဘူးဒါနော်အုံနောက်နဲ့အောင်ရောထိရဲဆိုတာလူတစ်ယောက်မှာအုံနောက်ကအဓိကပဲနော်အုံနောက်ကပြက်စီးပြီဆိုရင်ကျန်တာတွေကဘလောက်ပဲကောင်းအသက်ဘလောက်ပဲရှင်းအုံနောက်ပြက်နေဘာသုံးစားမရဘူးပြီးသွားပြီနော်ကိုလည်းမှတ်မိတော့ကိုမိသားစုနောက်ကျရင်မှတ်မိတာဖြစ်လာပဲနော်ဆိုရင်အသက်ရှင်တာရှင်တယ်အလကားဖြစ်မယ်နော် quality of life လို့ခေါ်တယ်အသက်ရှင်ခြင်းရဲ့တန်ဖိုးမရှိတော့ဘူးနော်အဲ့ဒါကအုံနောက်ကိုအစိတ်တွေရောက်လာတယ်ဆိုတော့ပြရတယ်နော်အုံနောက်က function တွေကိုထိခိုက်လာတာအုံနောက်မှာရှိတဲ့ cell တွေကိုအစိတ်တင်လာဆိုတော့ပြရတယ်ဒါဒီအစိတ်တွေရောက်မခံနဲ့နော်အဲ့တော့ဒါမရအောင်လဲကြိုးစားရမယ်နော်အဲ့ဒီစိတ်ရောက်လို့ရှိရင်အုံနောက်ထိလိုက်ပြီအုံနောက်ကအစိတ်သိမ့်ပြီဆိုရင်နောက်ကျလို့ရှိရင်လူကတဖြည်းဖြည်းနဲ့သတိတစ်ပိုင်းလေ့ပြီးတော့စိတ်ုံရောက်ကောသွားနေနဲ့ပြစ်လဲတာမျိုးတို့နော်ဂရင်ဘွားနေပြုတ်ကြတာတို့နော်အချို့ဆိုရင် double ပေါ့နော်ဂရင်ဘွားပြုတ်ကြလို့အယိုးကဂျိုးအယိုးကျော်စိတ်ုံတဲ့လူကလည်းမှတ်မိနော်ကြောက်ကလည်းမကောင်းပြီးတော့ကြောက်ကဆေးမယ်လို့လာခေါ် emergency ထဲမှာစဉ်းစားကြည့်နော်ပိုက်ကကြောက်ပတ်တီကလည်းကင်ထားရသေးတယ်အခုပိုက်တွေကတတ်ထားရသေးတယ်ပြီးရင်ကြောက်ကဆေးမယ်တဲ့နော်ခေါ်ပြီးတော့ကြောက်ကဆေးတဲ့ခါမှာတနေ့ကို4-5နာရီလှုပ်နော်အဲ့ဒါမျိုးတွေဖြစ်မယ်နော်နောက်တစ်ခုကအရေးကြီးတာဘာလဲဆိုရင် potassium ဆိုတာကကျွန်တော်တို့စားနေအစာတွေမှာပါတယ်နော်ခန္ဓာကိုယ်ကျန်းမာရေးအတွက်မရှိမဖြစ်လိုအပ်တယ်နော် potassium တွေများလာရင်ဒုက္ခရောက်တတ်တယ်နော်အဲ့တော့ potassium များတဲ့လက္ခဏာတွေကဘာလဲဆိုတော့ကြောက်ကသမားတွေကကြိုပြီးသိထားဖို့လိုတယ်ငါမှဒါတွေဖြစ်တယ်ဆိုရင် potassium စမ်းကြည့်လိုက်သွေးထဲမှာစမ်းကြည့်လိုက်သွေးထဲမှာများနေလို့ရှိရင် potassium ပါဝင်တဲ့အစားအစာတွေကလုံးဝဖြတ်ရတော့မယ်နော်ငကိုကတော့စားခဲ့တယ်ဒါပေမဲ့အခုစားလို့မရအောင်တစ်ခါပေါ့တော့ငကိုကလင်မော်သီးစားခဲ့တယ်ငပြောသီးစားခဲ့တယ် potassium များတဲ့အစားအစာနော်ဒါပေမဲ့အခုချိန်မှာ potassium များတဲ့လက္ခဏာပေါ်လာရင်ဒါတွေချက်ချင်းရရတော့မယ်ဒါလေးတွေသိဖို့လေးရေးကြည့်တယ်နော်အဲ့တော့ potassium များလာရင်ကြွက်တက်တာတွေဖြစ်မယ်ကြွက်သားတွေနားမယ်လက်တွေတုံဖြစ်လာမယ်ပစ္စည်းတွေကန်တဲ့ခါမှာပြုတ်ကြမယ်နော်ဒါလေးတွေဖြစ်လာမယ်နော်လက်တွေထုံတာကျင်တာဖြစ်လာမယ်ပြုတ်ကျင်တယ်အန်ကျင်တယ်နောက်သူ့ရဲ့ပိုဆိုးလာရင်နှလုံးကိုထိခိုက်တယ်နော်အဲ့တော့ potassium ဒီနှလုံးခုန်တာတွေမှန်ဖြစ်ပြီးတော့နှလုံးမှာလာပြီးထိခိုက်ရင်ဒါ potassium ကအတော်များနေပြီလို့ပြောလို့ရတယ်နော်အဲ့ခါကျရင်ခန္ဓာကိုယ်မှာ potassium ကျတဲ့ဆေးတွေပဲဆေးဥမှာသူကအကျော်ဆေးတွေပဲထိုးရတယ်နော် potassium ချင်းပြန်ချပြီနှုတ်ဝင်နှလုံးဖြစ်တော့နှလုံးမှာနေလို့မရဘူးနော်အဲ့တော့ potassium ဒီရေးကြည့်တယ်နော်အဲ့တော့3လတကသွေးစစ်တဲ့ခါမှာ potassium လေးတော့ထည့်စစ်ပါအဲ့တော့ထည့်စစ်ပြီးတော့ potassium normal တဲ့ဖြစ်ရင်ခင်ဗျားစိတ်အေးနေလို့ရတယ်အေးဆေးနေလို့ရတယ် potassium မြင့်လာလို့ရှင်တော့ဆရာရှိပဲမေးလို့လည်းရတယ်ကိုကူးတဲ့ဆရာဝန်လည်းသူပြလို့ရတယ်အဲ့ potassium များတဲ့အစားအစာတွေကိုရှောင်လိုက်လို့ရှင်အဆင်ပြေသွားလိမ့်မယ်နော်စီးလို့ဟာမျိုးတောက်ရင်လည်း potassium တွေညော့တယ်မှလေးစစ်တို့ပါ fructimide တို့ပါတော့အဲ့ကောင်တွေတောက်လို့ရှင်လည်း potassium တွေကထွက်သွားတယ်နော်သူကထွက်ဖို့လွယ်တယ်သိပြဿနာမရှိဘူးသူကထွက်အောင်လုပ်လို့လည်းရတယ်နော်အဲ့တော့ potassium တကယ်လို့1ဖြစ်ရင်တော့သိနိုင်တယ်တဲ့နော် potassium များတာနဲ့ cardiac arrest ရပြီးတော့နှလုံးကရပ်သွားတတ်တယ်တဲ့နော် phosphate ကနော်
သွေးထဲမှာများလာရင်သူကခန္ဓာကိုယ်ထိခိုက်တတ်တယ်အဲ့ phosphate များလာရင်ဘာလို့လဲဒီ phosphate တွေကိုခန္ဓာကိုယ်ရဲ့လှုပ်ထားတဲ့စနစ်ကကယ်လ်ဆီယမ်နဲ့လာပြီးတော့ပေါင်းရတယ်ပေါင်းပြီးလို့ရှိရင်တနေရာကိုစွန့်ထုတ်ပြရတယ်ကြောက်ကကောင်းလို့ရှိရင်ကယ်လ်ဆီယမ်နဲ့ phosphate ပေါင်းတာကိုကယ်လ်ဆီယမ် phosphate လို့ခေါ်တယ်အဲ့ကယ်လ်ဆီယမ် phosphate ကကြောက်ကနေစွန့်ထုတ်တယ်အားကြောင့်မို့အဲ့ခါမှာကြောက်ကမှကြောက်သွားတည်တတ်တယ်အဲ့ဒါကို phosphate stone လို့ခေါ်တယ်နော် phosphate ပါတယ်ကြောက်အဲ့ဒါအကြီးတွေပဲကြောက်အကြီးတွေက phosphate တွေနော်ဓာတ်ပုံရတဲ့ခါမှာကြောက်ကအကြီးတွေကြောက်ကတစ်ခုလုံးပြည့်နေတဲ့ဆရာကြီးဆိုအဲ့ဒါ phosphate တွေပဲအဲ့တော့ phosphate များလာရင်ကယ်လ်ဆီယမ်နဲ့လာပေါင်းတယ်ပေါင်းပြီးလို့ရှိရင် तू ကကြောက်ကကနေစွန့်ထုတ်လို့ရရင်စွန့်ထုတ်လို့မရရင် तू ကဘယ်မှာစွန့်ထုတ်အောင်မသိတဲ့ခါကျတော့ပတ်ချလေရိုက်နေပြီးတော့အရေပြားမှာလာပြီးစွန့်ထုတ်တယ်နော်အရေပြားမှာလာပြီးပုံလိုက်တယ်နော်အရေပြားမှာလာပုံတော့အရေပြားမှာရှိတဲ့သွေးကြောလေးတွေမှာလာပြီးတော့ပုံတဲ့ခါမှာအရေပြားသွေးကြောလေးတွေပိတ်လာတယ်နော်ပိတ်လာတဲ့ခါမှာအဲ့ပိတ်တဲ့နေရာတွေကနော် gangrene လို့ခေါ်တဲ့ပုတ်သွားတယ်ပေါ့ဗျာမဲသွားတယ်နော်မဲညစ်ကြီးဖြစ်သွားအဲ့တော့ကြည့်လိုက်လို့ချင်းလို့ချင်းဂျင်းနဲ့နော်အဲ့မှာကြောက်တယ်တာပေါ့ပြောပြအရေပြားမှာကြောက်တယ်တာနော်အရေပြားမှာကြောက်တယ်တာအဲ့ဒါမျိုးဖြစ်လာလို့ရှိရင်ကိုယ်မှာ phosphate တွေများနေပြီလို့ပြောလို့ရတယ်နော်အဲ့တော့စမ်းတဲ့ခါမှာတေချာအောင်သွေးစစ်တဲ့ phosphate များတယ်ဆိုရင် phosphate ပါဝင်မှုများတဲ့အစားအစာတွေရှောင်ရမယ်အခါကျရင်နော်ဘာလဲဆရာဆိုတာအထက်နော်ခင်ဗျားတို့တွေဘာတွေစားနေလဲဆိုတာကိုဆရာအရင်သိချင်တာနော်ဘာလို့ phosphate များတဲ့အစားအစာတွေအများကြီးပဲနော်အထူးသဖြင့် phosphate များတာဘယ်မှာများလဲဆိုပဲမျိုးစုံမှာများတယ်နော်နောက်ကျိုးတို့ဘာမှလူမျိုးနော်ထမင်းစားတဲ့လူမျိုးမှာဆန်လုံးညိုရှိတယ်ဆန်အဖြူရှိတယ်နော်တာမားဖြစ်တော့ကျွန်တော်ကဆန်အဖြူစားတာပေါ့နော်ဆန်အညိုသည်အဖြူတဲ့စားလို့ရှိရင်အာဟာရတန်ဖိုးမြင့်တယ်ဘာလို့ဆန်လုံးညိုမှာအပြင်မှာရှိတဲ့နော်အလွှာကဗီတာမင်တွေမင်နရယ်တွေအများကြီးပါတယ်အာဟာရတွေအများကြီးပါတယ်အဲ့ဒီအာဟာရတွေမှာ phosphorus ကအများကြီးပါတယ်နော်အဲ့တော့ကြောက်ကသမားကဆန်အဖြူနဲ့အညိုဘာစားတင်လဲလို့မင်းအဖြူပဲစားရမယ်နော်အဖြူနဲ့အညိုဆိုရင်ဒါတာမားပြီးတော့၄စားလောက်กว่าတယ်နော်ပါဝင်မှုကအဲ့တော့ phosphorus အများကြီးသေးကြလို့ရှိရင်တော့ဆန်ကိုအဖြူပဲစားရမယ်အညိုစားလို့မရဘူးပေါင်မှုဆိုလည်းအညိုစားလို့မရဘူးအဖြူပဲစားရမယ်နော်ဒါကအသေးဖွဲလေးတွေနော်အပိုင်း3မှာဆိုရင်နာတာရှည်ကြောက်ကယောဂနဲ့ပတ်သက်ပြီးစစ်ဆေးတဲ့နဲ့ကျန်းမာရေးစစ်ဆေးချက်တွေအကြောင်းကိုပြည့်စုံပြောကြားပေးခဲ့ပါတယ်ကဲတော့ဘာစစ်မှာလဲဆိုရင်အဓိကကျွန်တော်တို့ကစီးစစ်တယ်သွေးစစ်တယ်ပေါ့ဗျာလိုအင်တို့ရှင်ပြောရတယ်နော်ဒါတော့ဆရာအသေးသေးမပြောတော့ဘူးနော်စစ်လိုက်လို့ရှိရင်စီးထဲမှာ creatinine ကိုကြည့်တယ် albumin တွေကြည့်တယ်အနေတွေဘယ်လောက်ကျနေလဲဒါကြည့်လိုက်တာနဲ့ကြောက်ကစီးတွေကဘာတွေကိုစွန့်ထုတ်နိုင်တယ်ဘာတွေကိုမစွန့်ထုတ်ဘူးတယ်ဘာတွေတော့မလိုဘဲနဲ့ထွက်နေလဲဆိုတာကိုစီးစစ်တာနဲ့သိတယ်နော်ပတ်စံသိမကုန်ဘဲနဲ့သိတယ်ပြီးရင်သွေးထဲမှာတော့ခုနကပြောတဲ့အညစ်အကြေးတွေဘယ်လောက်ရှိတယ်ယူရီးယားဘယ်လောက်ရှိတယ်နော်ပိုတက်ဆီယမ်ဘယ်လောက်တက်နေလဲဖော့စဖရက်တွေဘယ်လောက်တက်နေလဲနော်ခရီတင်နင်းတွေဘယ်လောက်တက်နေတယ်စသည်အားဖြင့်ဒါတွေသိတယ်ကယ်လ်ဆီယမ်တွေတက်နေလားမတက်နေဘူးလားကျနေလားမန်ဂနီဆီယမ်တက်နေလားကျနေလားဒါတွေကိုကြည့်ပြီးကျွန်တော်တို့ကတယောက်ချင်းစီကော်ရက်လုပ်ရတာတယောက်နဲ့မတူဘူးစားဝင်တောက်လို့လည်းမတူဘူးနော်ခုနက phosphorus normal ဖြစ်တဲ့လူကတော့ဆန်လုံးညိုစားပြဿနာဘာမှမရှိဘူးပေါင်မှုအညိုစားဘာမှပြဿနာမရှိဘူးphosphorus များနေရဆိုတဲ့လူကတော့ဒါပြောင်းစားဖို့လိုတယ်အဲ့ဒါလေးကအသေးစိတ်လေးတွေနော်ကဲဒါစီးစစ်မယ်သွေးစစ်မယ်ပေါ့ဒါလိုအပ်ချင်းဒါလုပ်ပေးမယ်နော်တာမားဖြစ်တော့3လတစ်ချိန်စစ်ပါလို့ဆရာဟို recommend လုပ်တယ်နော်3လတစ်ချိန်စစ်တာအကောင်းဆုံးပဲအချို့တိတ်လို့ပဲအဆင့်5လို့ပေါ့ကြာမှာလားတလခွဲတို့တလတို့စစ်ရတာတာမန်လူပေါ့ခင်ဗျားတို့အဆင့်4တိကတော့3လတစ်ခါထိစစ်လို့ရတယ်နော်အဲ့တော့စစ်တဲ့ခါမှာဒါတွေပေါ့နော်ခုနဆရာပြောတာတွေစစ်တယ်အဲ့ပြီးရင်အဲ့လိုပြီးတဲ့ခါ GFR ထွက်လာမယ် EGFR ထွက်လာလို့ရှိရင်ဒါခင်ဗျားတို့ရဲ့ကြောက်ကအဆင့်1 2 3 4 5ကိုဆရာတို့ခွဲခြားလို့ရပြီနော်နောက်ဆုံးအနေနဲ့အပိုင်းလေးမှာနာတာရှည်ကြောက်ကယောဂကိုကုသခြင်းနည်းလမ်းများဆင်ခြင်သင့်တဲ့နေထိုင်စားသောက်မှုပုံစံများကုသတဲ့အခါမှာအသုံးပြုတဲ့ဆေးဝါးများနဲ့အာဟာရဖြည့်စွက်စာများအကြောင်းကိုပြည့်စုံရှင်းလင်းပြောကြားပေးခဲ့ပါတယ်ရှင်။ကောင်းပြီဒါဘယ်လိုကုကြမလဲပေါ့နော်။ကုတဲ့အခါမှာအဓိက3ခုရှိတယ်နော်။နံပါတ်1ကခင်ဗျားတို့တွေပေါ့လက်ရှိနော် non dialysis treatment ဘာမှကြောက်ကဆက်ပေါ်မှာမတက်ဖ ೇನೆ အနေထိုင်အစားတောက်နဲ့ဆေးဝါးနဲ့ကုတဲ့ဟာအခုဒါဒီနေ့လုပ်မဲ့ဟာနော်။ဒုတိယကတော့ကြောက်ကဆက်ပေါ်ကြောက်ကဆေးတဲ့ဆက်ပေါ်တက်ပြီးတော့ကြောက်ကဆေးပြီးတော့လုပ်ရတာ။အဲ့ခါမှာသူတို့တွေရဲ့အနေထိုင်အစားတောက်တွေလည်းမတူတော့ဘူးနော်။ပြီးရင် transplant လုပ်တဲ့လူပိုဆိုးသွားပြီနော်။ transplant ကြောက်ကအစားထိုးတာနော်ကဘာမှကြောက်ကအစားထိုးတာတော့အခုလုံနေကြတယ်ထမင်းစားရည်တော့ပဲနော်သို့တော်ညာလဲသူ့မှာပြဿနာရှိတယ်အဲ့ဒီဘဝကိုမရအောင်ကြိုးစားဖို့လိုတယ်ခင်ဗျားဒီအဆင့်ကနေပြအောင်လို့ဒီဘက်ကိုပြန်ရအောင်ပြန်ဆွဲနော်အချိန်မီသေးတယ်အဲ့တော့ကောင်းပြီဒါ3ခုပေါ့နော်ဒီ3ခုထဲမှာအခုလုံးမဲ့ဟာက non dialysis treatment အဓိကကြောက်ကပျက်စီးသွားတဲ့ကြောက်ကတော့ပြန်ကောင်းခြင်းမှကောင်းမယ်ဒါပေမဲ့လက်ရှိရှိတဲ့အဆင့်ကနေပိုဆိုးမသွားအောင်လုပ်လို့ရတယ်နော်ထားပါတော့ဗျာအခု creatinine ကအခု5လောက်မှရှိတဲ့လူတယောက်က5ကအထက်ကိုဆက်တက်မသွားအောင်လုပ်ထားရင်5နဲ့ကသေတဲ့အထိ5နဲ့ပဲနေသွားမယ်ဆိုရင်တက်တန်းစီနေလို့ရမယ်တော့ပေါ့နော်လူတိုင်းကတော့
ဘယ်သူမှတော့ perfect မဖြစ်ဘူးယောဂတစ်ခုမဟုတ်ရှိတာပဲတော့ဥမာနားလည်အောင်ထပ်ပြောရလို့ရှိရင်အချို့ကယောဂတစ်ခုတအားပျောက်ရှင်ကြတယ်လူတိုင်းကတော့ပျောက်ရှင်တာပဲဆရာဝန်လည်းပျောက်အောင်ဟိုလှုပ်ချင်တာပဲသို့တော်ညာကျွန်တော်တို့မှာကုလို့ရတဲ့ယောဂကပျောက်အောင်လုပ်လို့ရတဲ့ယောဂကအနည်းစုမပျောက်တဲ့ယောဂတွေကအများစုเนาะစီးကျိုဆိုလည်းပျောက်အောင်ကုပေးနိုင်ဘူးသွေးလို့ဆိုလည်းပျောက်အောင်ကုပေးနိုင်ဘူးเนาะကျွန်တော်ကပုံမှန်တက်တန်းစစ်နေရအောင်ပဲလုပ်ပေးနေတာဒီယောဂနဲ့လက်လုံးကြီးတွေနေထိုင်စားတော့ပြီးနေရမှာတက်တန်းစစ်เนาะဒါကိုသိဖို့လိုတယ်เนาะဒါကြီးမပြောက်ကောင်းမလားဆိုဒါပေါ်မှာသွားပြီးတော့စိတ်ကဖြစ်နေအဲ့ဒါက stress တွေများရင်ယောဂပိုဆိုးလာမယ်နော်အဲ့တော့ကြောက်ကလည်းဒီတိုင်းပဲပျက်စီးပြီးတာတော့ကောင်းချင်မှကောင်းမယ်ဒါပေမဲ့ကောင်းနေတဲ့ဟာလေးမပျက်စီးရင်ခင်ဗျားတို့ဒီအဆင့်ကနေထပ်မတက်သွားရင်ဒီအဆင့်နဲ့တရေထိနေဝါလို့ရတယ်လို့ပြောတာနော်တရေထိကိုကွာကြောက်ကမဆေးရဘဲနဲ့နေဝါရင်ဆိုဒါ okay လေတက်တန်းစိနေရမယ်လေဘာဖြစ်လဲနော်အဲ့တော့လုတ်တဲ့ခါမှာအဓိက lifetime နဲ့ဆေးတွေနဲ့ပေါ့နော်အဲ့တော့ဆေးနဲ့ lifetime ကတဝက်အရေးပါတယ်နော်အချို့ကဆေးရွက်အားကိုလည်းနေသုံးနေတယ်ဆရာကျွန်မကိုကြိုက်တဲ့ဆေးပေးကျွန်တော်ကြိုက်တယ်လို့ပေးဒါပေမဲ့ကျွန်တော်ဒါတွေတော့မပြင်နိုင်ဘူးဆိုအဲ့လိုလုပ်လို့မရဘူးနော်အဲ့လိုလုပ်လို့မရဘူးအဲ့တော့တဝက်စီပဲဆေးပေးတာဒီ90ခန်းလုံးပဲသူကကုသမှုကျန်တဲ့တဝက်ကခင်ဗျားတို့ lifetime ဆိုတာခင်ဗျားတို့လုပ်ရမှာနော်အဲ့တော့ခင်ဗျားတို့လုပ်ရင်ကြိုးစားသလိုအောင်မြင်မှုဆိုတာရမယ်နော်ကျောင်းသားနဲ့ဆရာလိုပဲဆရာတင်လိုက်တာနဲ့မဟုတ်ဘူးကျောင်းသားကကိုယ့်အကိုဖတ်ရတာမဟုတ်ဘူးလားနော်တော်တရားအတူတူပဲနော်အိမ်မှာကျူရှင်ပဲခေါ်ဘာပဲခေါ်ဘယ်ဆရာပဲခေါ်နောက်ဆုံးတော့ဒီကျောင်းသားကိုယ်တိုင်လုံးမှဆောင်းမဂုံနုထက်မှာလေဒီကျောင်းသားမကြိုးစားရင်ဆောင်းမရကြမှာနော်တော်တရားအတူတူပဲနော်ကဲအဲ့တော့ life science နဲ့ပတ်သက်လို့ခုနဆရာအနည်းငယ်လေးပြောထားပြီးပြီနော်အရေးကြီးဆုံးကတော့ဒါဆက်လက်တောက်တဲ့လူကဆက်လက်ဖြတ်ပါနော်ဘာဖြစ်လို့လဲဆက်လက်ကသွေးကြောတွေကျင်းစေတယ်လေကြောက်ကမှရှိတဲ့သွေးကြောတွေကကျင်းနေလို့ပြဿနာတက်နေပါလားသူကဆက်လက်တောက်လို့ထပ်ကျင်းရင်ပြီးရင်ဆက်လက်မှာအညစ်အကြေးတွေပါတယ်ငကိုတွေကဒီမီးကိုလေအောက်ဆီဂျင်ကိုကောင်းကောင်းရှူရမယ့်နေရာမှာဆိုတော့ဆက်လက်တောက်တဲ့လူများရှိခဲ့ရင်ချက်ချင်းဖြတ်ဒီနေ့ဒီအခါနဲ့ထွက်ချင်းနော်မဖြတ်ရင်ဘာဖြစ်မဖြတ်ရင်ခုနဟိုဘွားတွေရောက်သွားမယ်နော်အရက်တောက်တဲ့လူနော်အရက်ကနည်းနည်းပါးပါးတောက်လို့ချင်တော့ပြဿနာမရှိဘူးဒါပေမဲ့များလို့မရဘူးနော်များရင်အစိတ်ဖြစ်မယ်နော်ဒါလည်းသိပြီးသားပါပဲသိရှင်းပြသားမလို့ကိုရကတော့လုံးဝ 100% ဆရာတနေ့100စားလို့မရဘူးလား200စားလို့100စားရင်100စားထိမယ်တိရင်အသက်တွေထပ်ပြီးပြတ်မယ်လေနောက်လေ့ကျင့်ကအချို့ကကြောက်ကသမားဆိုရင်အခုငြိမ်းနေပြီးတော့နော်ဘယ်မှလည်းမသွားဘူးနော်အိမ်ထဲမှာပဲနေပြီးတော့လူမာလို့နေတယ်မဟုတ်လှုပ်ရှားမှုလုပ်ဖို့လိုတယ်လှုပ်ရှားမှုလုပ်မှ circulation ဆိုတာကောင်းတယ်နော်တွေးလဲပါမှုကောင်းတယ်ကြွက်သားတွေလည်းခိုင်မယ်အယိုးတွေလည်းခိုင်မယ်လှုပ်ရှားမှုလုပ်မှကိုလှုပ်တဲ့တောင်လေးလှုပ်ပေးပါတိတ်ပြင်းပြင်းထန်ထန်လုပ်ဖို့မပါဘူးလမ်းလေးပါရှောက်အိမ်ထဲမှာပဲဘာဖြစ်ယောဂလေးပါလေးကစားပါညာလှုပ်ရှားမှုလေးလည်းလိုတယ်လို့ပြောပြတာနော်တနေ့နိုင်ဝက်လောက်လေးတော့ကိုယ့်အိမ်ထဲမှာဆိုလက်လေးချောက်လေးလှုပ်ပါညာနဲ့လှုပ်တတ်သလိုပဲလှုပ်ရတယ်လှုပ်နေပြီးတော့နော် TV ကြည့်တော့ဒူးလင်းလန့်နေနော်ငြိမ်လေးမနေနဲ့နော်ဟုတ်ပြီလားနော်လှုပ်နေဖို့လိုငြိမ်ချို့ကငြိမ်နေတခါဟာကြောက်ဖြစ်သွားပြီလားကြီးနေရနော်အသက်ကရှူသေးရလားနော်အဲ့တော့ဒါအရေးကြီးတယ်နော်နောက်ရေတောက်တာနော်ရေဆိုတော့လူတယောက်တည်းမရှိဖြစ်လို့ရတယ်ကြောက်ကသမားဖြစ်တဲ့ခါမှာအချို့ရေနဲတောက်ရလို့ရှိရပုံမှန်တောက်လို့ရှိတယ်အဲ့တော့တောင်အဆင့်မမြင့်တဲ့လူကအဆင့်မမြင့်ဘူးဆိုတာအဆင့်နေတာမဟုတ်ဘူးကြောက်ကအဆင့်မမြင့်တာကိုပြောတာနော်အဆင့်1 2 3နေနော်ဆိုရင်တောက်လို့ရတယ်ရိုးလူတာမန်လူကောင်းလိုပဲတောက်လို့ရတယ်ပုံမှန်စီးရလဲကောင်းကောင်းပုံမှန်ထွက်နေရင်ပုံမှန်တောက်လို့ရတယ်နော်ဒီနေ့ကို2လီတာတောက်ဘာမှပြဿနာမရှိဘူးအဲကြောက်ကစီးသွားတာနဲလာပြီဆိုရင်တော့ခုနလိုရေတွေများတောက်ရင်သူကဖောလာမယ်နော်ဒီတောက်တဲ့ရေတွေကခန္ဓာကိုယ်မစွန့်ထွက်နိုင်ဘူးလေထားပါတော့အပြင်ထွက်တာကနည်းနည်းပဲထွက်တယ်တောက်တာတွေကများနေလို့ရှိရင်အဲ့တောက်တဲ့ရေတွေကထွက်เสียအပေါက်မရှိတော့နော်သူကခန္ဓာကိုယ်ထဲမှာစုလာမယ်အခုမှစုလာတဲ့ခါမှာနှလုံးထဲမှာရေဝိုင်းနေလို့အဆုတ်ထဲမှာရေဝိုင်းနေလို့နော်ပြီးရင်သွေးတွေတက်လာတယ်လို့မျက်နှာတွေအစ်လာတယ်လို့ခြေထောက်တွေဖောတာလို့ဖြစ်မယ်အဲ့လိုလူမျိုးကြမှာဒါရေလျှော့တောက်ရမှာတာမန်လူကတောက်လို့ရတယ်နော်အဲ့ရေလျှော့တောက်ဖို့လိုတဲ့လူကအနည်းစုပဲဖြစ်တယ်နော်နှုတ်ဝင်ကြောက်ကအချို့ကနည်းနည်းဖြစ်ပြီဆိုတော့အဆင့်1နေပဲရှိတယ်ကြောက်ကရေလျှော့တောက်တာကျမမှာကြောက်ကရှိလို့ကျွန်တော်ကြောက်ကရှိအဲ့ဒါမှားတယ်နော်ရေလျှော့တောက်ရေစွာလိုရတယ်တနေ့ကိုတာမဖြစ်နေ2လီတာလောက်ကလူတိုင်းလိုတယ်နော်ဘာမှဖြစ်ရင်ပုံမှန်ပဲတောက်ပါဒါလျှော့ကြရမလို့လျှော့ဖို့လိုရဲဆိုရင်ဒါတက်ဆိုင်ရာဆရာဝန်လည်းပြောမယ်ဆရာရှိလည်းမေးလို့ရတယ်ဖောနေတဲ့လူဆိုတော့ဒါလျှော့တောက်ရမှာသိကြတယ်ဖောတယ်ဆိုတာရေများလို့ဖောတာလေဘလို့အကြောင်းကြောင့်ဖြစ်ဖြစ်နော်ဖောတဲ့လူကလျှော့တောက်ရမယ်စီးသွားနေရင်လျှော့တောက်ရမယ်နော်ခုနပြောတဲ့အဆင့်9ရောက်သွားရင်လျှော့တောက်ရမယ်နော်အခုအဆင့်ကဘယ်အဆင့်လဲကြည့်တာနော်နောက်တော့ရေမတောက်တော့နွားနုပေါ့နွားနုကခုနပြောတဲ့နွားနုမှာဘာတွေပါလဲဆိုတော့ protein တွေပါတယ်နွားနုဆိုအာဟာရဓာတ်ကျွဲရတယ် protein တွေပါတယ်ခုနပြောတဲ့ phosphate တွေပါတယ်နော်ကယ်လ်ဆီယမ်တွေပါတယ်တာမန်လူတွေကကောင်းပါတယ်နော်ဘာမှပြဿနာမဖြစ်သေးရင်နွားနုကတောက်လို့ရတယ်သို့တော်ညာလဲခန္ဓာကိုယ်ထဲမှာ phosphate များလာရင်တောက်လို့မရဘူးနော် phosphate များလာရင်ရှောင်းမဲ့ထက်မှာနွားနုပါတယ်နော်အဲ့တော့နွားနုကကြောက်ကသမားတွေမှာအချို့အဆင့်တွေမှာတောက်လို့မရဘူးအချို့လူမှာတောက်လို့မရဘူးအချို့လူမှာတောက်လို့ရတယ်အဲ့တော့ကိုယ့်အဆင့်ကတောက်လို့ရတဲ့လူလားတောက်လို့မရတဲ့ခွဲခြားဖို့လိုတယ်အဲ့ဒါခင်ဗျားတို့ရဲ့
သွေးအဖြေနဲ့စီးအဖြေပေါ်မူတည်ပြီးတော့ခွဲလို့ရတယ်နော်လက္ခဏာပေါ်မူတည်ပြီးတော့ခွဲလို့ရတယ်အဲ့တော့ကျမတောက်လို့ရတက်လို့ရတယောက်ချင်းစီပေါ်မူတည်ပြီးတော့ကွာခြားမှုရှိတယ်နော်သူ့ရဲ့ပိုဆေးဖြစ်တာဘာလဲဆိုရင်ပဲနိုနော်ပဲနိုကတော့နွားနိုးတဲ့ဆိုင်ဆေးဖြစ်တယ်ပဲနိုကျမတောက်ချင်တာဆိုတောက်ချင်ပဲနိုကတော့တောက်လို့ရတယ်နော်ပဲနိုကဆေးဖြစ်တယ်နော်ပဲနိုမှာ phosphate ပါဝင်မှုကနည်းတယ်ဒါကြောင့်မလို့ပဲနိုဒီစိတ်ချရတယ်အလားတူပဲအချို့လဲအုံတို့စားလို့ရလားပေါ့နော်ကျမတို့အုံတို့ခေါက်ဆွဲကြိုက်တယ် breakfast ဆိုအုံတို့ခေါက်ဆွဲနေပဲနှစ်ပါးသွားရတာဆိုတော့နော်ဗမာလူမျိုးဆိုမွေးငါးနဲ့အုံတို့ခေါက်ဆွဲလေအုံတို့ခေါက်ဆွဲအုံတို့ပါတယ်တဲ့လာလို့မြင်တဲ့ပါတယ်ကြောက်ကသမားအုံတို့နဲ့တဲ့တယ်နော်နောက်ကျန်တဲ့အုံရည်နော်ရေပတောက်ဦးဆရာကျမအုံရည်ဆိုချင်လဲအုံရည်တောက်မယ်ဆိုလဲရတယ်နော်ရိုးရည်အစားမှာအုံရည်တောက်မယ်ဆိုရတယ်အဲ့တော့အုံရည်မှာကelectrolyte တွေပါတယ်အဲ့တော့သူ့ရဲ့ content ကနည်းတယ်အဲ့တော့အုံရည်ရတယ်မရဘူးဆိုတာလဲဘာအောင်မူတည်လဲဆိုရှင်သူ့ရဲ့ညာနေလားနည်းနေလားပေါ့နော် potassium တို့နော် sodium တို့စသည်အပြင်ဒါတွေကိုကြည့်ပြီးတော့ဆုံးဖြတ်ပေးရတယ်တာမားအဖြစ်တော့ရရလို့ပြောလို့ရတယ်အဆင့်နည်းနည်းအောက်ပိုင်းလူတွေကလွတ်လွတ်တောက်လို့ရတယ်နော်နောက်တစ်ခုက protein ပေါ့ protein ဆိုတဲ့နေရာမှာအပင်ရရတဲ့ protein ရှိတယ်တိရစ္ဆာန်ရတဲ့ protein ရှိတယ်နော် protein ဆိုတာဗမာလိုပြောရင်အသားဓာတ်ပေါ့အသားဓာတ်လို့ပြောရင်တိရစ္ဆာန်ပဲရရလို့ထင်ပါဆိုလို့နော်ဆရာအဲ့ဒါနောက်ပိုင်းဆိုစာရေးတဲ့အခါမှာ protein ကိုအသားဓာတ်လို့ဆရာတို့ဘာသာမပြန်တော့ protein ကို protein ဓာတ်လို့ပဲပြန်တယ်ဘာလို့အသားဓာတ်လို့ပြန်ရင်အသားရတယ်လို့ပဲထင်ပါဆိုလို့နော်အပင်ရတဲ့ protein ကခင်ဗျားတို့ကြောက်ကသမားတွေပိုသင့်တော်တယ်အဲ့တော့ဆိုတာ plant protein ကခင်ဗျားတို့ရဲ့ friend စားလို့ရတယ်နော် protein ပါဝင်တော့ကြွယ်ဝသောအစားအစာတွေစားလို့ရတယ်အဲကြောင့်ပဲနို့တောက်လို့ရတယ်လို့ဆရာပြောတာနော်နောက်တစ်ခုကတိရစ္ဆာန်ရတဲ့ protein လည်းမစားဘူးမဟုတ်ဘူးเนาะအဲ့တော့ကြောက်ကစပြီးတော့အဆင့်1တွေ2တွေဖြစ်ပြီးဆိုကြတဲ့က red meat တွေကတော့မစားတာကောင်းတယ်เนาะအနီအောင်အသားငါးတွေเนาะအသားတွေပေါ့အနီအောင်အသားဆိုတော့ခင်ဗျားတို့အင်မတန်ကြိုက်တဲ့ဝက်သားပါတယ်ထိဆုံးတာเนาะဆရာလည်းအင်မတန်ကြိုက်တယ်เนาะကြိုက်ပေမဲ့မစားဘူးအလှူရင်ရောက်မှစားတယ်အိမ်မှာမစားဘူးเนาะအတကားကျွေးတော့မှသူများเนาะဘာလို့ယောဂကိုကိုယ့်ကိုပတ်စံပေးတော့မွေဘူးလေသူများရှိရကျွေးရင်တော့လေကိုကကြိုက်တာကိုနော်အဲ့တော့ဆုံးဖြတ်ထားတဲ့အလှူကြမှာငါ့ကိုသူများအကျွေးမှာပဲနော်စားမယ်လို့ဆုံးဖြတ်ထားတဲ့ခါကျတော့အဆင်ပြေတယ်နော်တခါတလေစားရတယ်နော်အဲ့တော့ပြောချင်တဲ့ပြကတော့ဝက်သားနဲ့မတည့်ဘူးအမဲသားနဲ့မတည့်ဘူးနော်စိတ်သားတော့မှနည်းနည်းပဲစားအဲ့တော့တိရစ္ဆာန်ရတဲ့ protein ကအတတ်နိုင်ဆုံးရှာအောင်မလို့ခဏပြောထားတယ်နော်အဲ့တော့ဒါဘာပေါ်မူတည်လဲဆိုရင်တိရစ္ဆာန်ရတဲ့ protein စားလို့ရခြင်းမရခြင်းဟာသူ့ရဲ့စီးထဲမှာရှိတဲ့ protein ပမာဏနဲ့သွေးထဲမှာရှိတဲ့ protein ပမာဏနှစ်ခုရှင်ပြီးတော့ဆရာတို့ဆုံးဖြတ်ပေးရတယ်လူနာတယောက်ချင်းစီကိုနော်အဓိကအနေနဲ့သွေးရပုံရေးကြည့်တယ်သွေးထဲမှာ protein ရော့နေနေစားလို့ရတယ်နော်စားကိစ္စမရှိဘူးစားသွေးထဲမှာ protein ကပုံမှန်ပဲရှိနေရင်စီးထဲမှာလည်းမပါဘူးဆိုရင်သူ့မှာဆုံးရှုံးမှုမရှိဘူးဆုံးရှုံးမှုမရှိရင် protein တွေကသူကခန္ဓာကိုယ်မှာပိုလာဖို့အလားအလာရှိနေတယ်အဲ့ဒါမို့လူကြတော့ဒါမစားတာကောင်းတယ်ကြက်သားတွေငါးတွေပစုံတွေမစားနဲ့ဘူးနော်အဲ့တော့ဘာပဲစားမလဲဆို plant protein ပဲအဓိကစားမယ်ဒါပေမဲ့တာမားဖြစ်တော့ကြက်သားတို့ငါတို့ပစုံတို့စားလို့ရရလူကအများစုအကုန်ရှောက်ရှောက်နေမှာဆိုလို့နော်ဗမာပြည်မှာငကိုတွေကအသားစားတာနည်းတယ်ကျွန်တော်တို့ဗမာလူနာတွေအကုန်လုံးကတိတ်မစားငကိုတွေကစားလဲကြက်သားစားလဲဘလောက်စားလဲဆိုတခါတည်းတုံးစားတာနော်အဲ့ဒါလေးတော့ကျွန်တော်တို့မကန့်တတ်ဘူးနော်အဲ့တော့သွေးထဲမှာသူက protein တွေနဲ့များနေတာမဟုတ်တဲ့အတွက်ကြောင့်မလို့ metabolites တွေအများကြီးရှိတယ်မဟုတ်တဲ့အတွက်ကြောင့်မလို့တာမဲ့မြန်မာကြောက်ကသမားတွေကကြက်သားငါးပစုံပေါ့ white protein လို့ခေါ်တယ်နော်အဖြူအောင်ရှိတဲ့အသားငါးတွေကိုစားလို့ရတယ်နော်ငါးကတော့ပိုဆေးဖြစ်တယ်နော်ပစုံလည်းစားလို့ရတယ်နော်ဒါလေးတွေစားရင်မငတ်ပါဘူးနော်နောက် vegetable တွေအဲ့တော့ vegetable တွေကခင်ဗျားတို့အဓိကအားပြုစားရမယ်အစားစားပဲထမင်းစားတဲ့အခါမှာဟင်းသီးဟင်းပဲတွေကြက်တော့ထည့်စားလို့ရတယ်ဒီဒါတွေကအခုအစုံလင်ပေါ့ဘာလို့ဟင်းသီးဟင်းပဲစားခြင်းအပြင် antioxidant တွေရမယ် vitamin C ရမယ်ခင်ဗျားတို့လိုအပ်တဲ့ခန္ဓာကိုယ်ရဲ့လိုအပ်တဲ့အာဟာရဓာတ်တွေရမယ်နော်ဟင်းသီးဟင်းပဲမှာအယောင်သေးစုံစုံလင်လင်နဲ့စားလို့ရတယ်အကုန်လုံးဟင်းသီးဟင်းပဲဒီတိတ်ပြီးတော့ဟိုထူးခြားတဲ့ဟင်းသီးဟင်းပဲအပပေါ့နော်ထူးခြားတဲ့ဆိုတာအချို့ဟာလေးတွေထူးခြားတာလေးရှိတယ်နော်အဲ့ဒါမှအပကျန်တာတွေစားလို့ရပါတယ်နော်ဟင်းသီးဟင်းပဲဆိုမှခုနကဒင်းသီးလို့မပါဘူးပေါ့ထူးခြားတယ်ဆိုတာနော်ကြောက်ကကိုထိခဲ့စီတော့ဟင်းသီးဟင်းပဲကတီးခြားရှိတယ်လေအဲ့ဒါလေးတွေတော့မှတ်ထားဖို့လို့တော့ပေါ့ဒါလွဲလို့ကျန်တာတွေစားလို့ရတယ်ပလောပီနာဥမပါဘူးအဲ့ထက်မှာနော်ပလောပီနာဥလည်းမစားဘူးနော်ပလောပီနာဘာလို့မစားရလဲပလောပီနာကဆာယာနိုက်ပါတယ်နော်ဆာယာနိုဂျင်းနဲ့ဂလိုက်ကိုစိုက်ပါတယ်သူကခန္ဓာကိုယ်အဆိပ်သင့်စေတယ်အထူးသဖြင့်ကြောက်ခောက်ကိုအဆိပ်သင့်စေတယ်နော်အချို့ကြောက်ကသမားရှိတယ်တေချာမေးလိုက်လို့ရှိရင်အချို့ကောင်းပါတယ်အချို့ကလေဆရာကျွန်တော်ကပလောပီနာကြိုက်တယ်စားလို့ရလားမ no နော်သုံးခါလောက်ပြောရတယ်နော်ဘာလို့လဲသူကပလောပီနာကဆာယာနိုက်ပါတယ်နော်ပလောပီနာကိုတေချာစနစ်တကျမပြုတ်ရင်ဆာယာနိုက်ပါလာရင်ဒုက္ခရောက်မယ်စနစ်ကျပြုတ်ရင်တော့စားလို့ရတယ်ဒါပေမဲ့စနစ်ကျတယ်မကြဘူးဆိုတာလေမပြောနိုင်တဲ့ကြောင့်မစားတာစိတ်ချရတယ်သူ့မှာပါနေပြီးသားဒီအစိတ်တွေကုန်တယ်မကုန်းစားအောင်သွားပြီးတိုင်းပြီးမှစားတာမဟုတ်ဘူးနော်သူကကုန်တယ်လို့သူကယူဆပြီးတော့ပဲစားတာလေ
တကယ်မကုန်ရင်ကြောက်ကသွားထိတော့မယ်လေသူဆာယန်နဲ့ပွိုင်စင်နေဆိုတာပြင်းတယ်နော်အဲ့ဒါကြီးရှောင်ဖို့လိုတယ်နော်အဲ့တော့နောက်တစ်ခုကပိုတက်ဆီယမ်များတဲ့အစားအစာတွေဘာလဲဆိုတော့အထက်မှာ hot ဖြစ်တဲ့ဟာတွေပေါ့နော်အဲ့တော့အဲ့ဒီကအာလူးပေါ့ခန်းကျင်သည်အဲ့ကောင်တွေကပိုတက်ဆီယမ်များတယ်နော်အာလူးနဲ့ခန်းကျင်သည်ကကျွန်တော်တို့ဗမာဒီမှာလေမြို့ကြောင်မှာလူတိုင်းနေပါလောက်မှာရှိတာပေါ့နော်အာလူးဆိုလူတိုင်းကြိုက်တယ်နော်အာလူးကပိုတက်ဆီယမ်များတယ်အဲ့တော့သွေးထဲမှာပိုတက်ဆီယမ်မများရင်စားပါများရင်တော့မစားပါနဲ့နော်ခန်းကျင်သည်လည်းဒီတိုင်းပဲခန်းကျင်ဆိုကျွန်တော်ဟင်းချက်တဲ့ထက်မှာအမြဲထည့်ချက်တယ်နော်ပိုတက်ဆီယမ်ဟင်းချက်လို့လည်းပိုတက်ဆီယမ်ကပြတ်မသွားဘူးသူက electrolyte ဖြစ်တဲ့ကြောင့်မလို့မပြတ်စီဘူးဟောဒါလေးသိချင်ပါတယ်နော်သူကမှုမျိုးစုံပေါ့နော်တောင်ပို့မှုတို့ဘာတို့ကောက်ရိုးမှုတို့အဲ့ဒီမှုကလည်းပိုတက်ဆီယမ်များတယ်နော်အဲ့ဒါလေးတွေကပိုတက်ဆီယမ်ပုံမှန်သူစားလို့ရရနော်မစားဘူးလို့ပြောတာမဟုတ်ဘူးပိုတက်ဆီယမ်ကိုတိုင်းကြည့်ပါအဲ့ကြောင့်3လတစ်ချိန်တိုင်းလို့ပြောတာမငတ်အောင်လို့3လတစ်ချိန်တိုင်းလိုက်လို့ normal ဆိုရင်စားပေါ့3လတိုင်းလိုက်လို့များနေလို့ရှိရင်များတောင်မှအပေါ်မှာ 5.0 ကအမြင့်ဆုံးဆိုတော့ 4.9 လောက်ဖြစ်နေမစားနဲ့ပေါ့ရှောင်ထားလိုက်ပေါ့နှုံးဝင် 5.0 ကျော်သွားရင်ကိုကဒုက္ခရောက်မယ်နော်ဒါလေးတွေကအဲ့လိုကိုယ့်ကိုချင်းကျင်ရမယ်နော်နောက်ပိုတက်ဆီယမ်များတဲ့အသီးတွေရှိတယ်ငပြောသီးကထိတ်ဆုံးကနော်ဒီဘက်ကလင်မော်သီးတို့ပါတို့နော်ဒီတခွားဖူးတို့ပါတို့ဒါတွေလည်းပါတယ်နော်ကဲအဲ့ဒါတွေကဘယ်ပစ္စည်းကပိုတက်ဆီယမ်များလဲဆိုတာကိုဒီနေ့ခေတ်ကြီးကအင်တာနက်ခေတ်ပြကျွန်တော်တို့လည်းသိအားမကုန်နဲ့နော်အင်တာနက်မှာ high potassium food ဆိုပြီးရိုက်ထည့်လိုက်လို့ရှိရင်အကုန်ကျလာမယ်အဲ့ထက်မှငါစားကျင်တာပါလဲကိုအချို့ကလည်းကိုနဲ့မဆိုင်ဘူးလေတစ်ခါမှလည်းမစားတာဆိုတော့စကားရထည့်ပြောကြအောင်အဲ့ထက်မှကိုစားကျင်တာကြည့်တယ်မပါဘူးဆိုတော့ happy ပေါ့နော်မဂျွန်းလေးနှစ်ပတ်လောက်ထိုးပြီးတော့စားနော်အဲ့ဒါကိုစားကျင်တာလေးရိုက်ထည့်လိုက်နော်နောက်တစ်ခုက phosphorus တွေကအဓိကပဲမျိုးစုံမှာပါတယ်ပဲကတာမားဖြင့်တဲ့တယ်နော်ဒါမစားဘူးထင်ပါဆိုတော့ပဲကတဲ့တယ်နော်ဒါပေမဲ့သွေးထဲမှာ phosphorus များနေပြီ phosphate ပေါ့တိုင်းလို့ရှိရင် phosphate အနေနဲ့တိုင်းတယ် PO4 နဲ့တိုင်းတယ် phosphorus တွေများနေပြီဆိုရင်တော့ပဲမျိုးစုံခိတ္တရှောင်ရမယ်ခိတ္တလို့ပဲပြောတယ်ရှောင်လိုက်လို့ phosphorus တွေပြန်ကျသွားပြီဆိုရင်သူက phosphorus ကိုပြန်ဘိုင်းလုပ်နေတာ calcium အဲ့ခါမှာ calcium ဆေးပြားတွေတောက်လိုက်ရင် phosphorus တွေကပြန်ကျသွားမယ်နော်ပြန်ကျသွားရင်ပြန်စားလို့ရတယ်နော်ဒါအမြဲရှောင်ဖို့မဟုတ်ဘူးဘာလို့ protein source ကပဲရနေရတာမဟုတ်လို့နောက်တစ်ခုကဒါတွေကစားလို့ရတယ် berry သီးမှန်မြအကုန်ရတယ် berry ဆိုမှတ်ထား berry သီးမှန်မြသည်ဘယ်အချိန်မှစားလို့ရတယ်နော်ကောင်းတယ်သူကကြောက်ကပြန်ကောင်းမှုလည်းအထောက်အကူဖြစ်တယ်အမှဗမာပြည်မှာတော့အဓိက strawberry ပဲရှိတာပါနိုင်ငံခြားမှာတော့ blackberry တို့ cranberry တို့နော် raspberry တို့ berry သီးမျိုးစုံရှိတယ်နိုင်ငံခြားမှာ blueberry နော်အကုန် berry သီးအကုန်လုံးကကြောက်ကတွေကောင်းတယ်လို့ပြောတာနော်ပန်းသီးဗမာပြည်မှာပေါ်တယ်စားလို့ရတယ်နော်ပန်းသီးမှာ potassium နည်းနည်းလေးပဲပါတယ်ပြဿနာမရှိဘူးပါတဲ့ပမာဏပန်းသီးကကောင်းမှုအတွက်ကိုပုံများတယ်ပန်းသီးစားခြင်းအပြင်ကြောက်ကကောင်းမှုအတွက်အထောက်အကူဖြစ်တယ်ဖျဲသီးစားလို့ရတယ်အရင်တော့နည်းနည်းသီးစားလို့မရဘူးနည်းနည်းသီးရတယ်နော်သိပြဿနာမရှိဘူးနော်ဇီပီသီးရတယ်ဗမာပြည်မှာပေါ်များရှိတာနော်အဓိကရှောင်ရမှာစီတူဘူးတွေအကုန်ရှောင်ရမယ်ဘာဖြစ်လို့စီတူဘူးရှောင်ရလဲဆိုသူမှာ preservative ပါတယ် chemical တွေပါတယ်နော်အဲ့ chemical တွေကကြောက်ကကိုထိခိုက်စေတယ်နော် preservative ဆိုတာကြာရှည်ခံအောင်လုပ်ထားတာ benzoic acid လို့ဟာမျိုးတွေအဲ့ဒါတွေကကြောက်ကကိုအဆိပ်သင့်စေတယ်အဲကြောင့်မလို့ကြာရှည်ထားသောအစားအစာများရှောင်ရမယ်ကြောက်ကသမားအနေနဲ့အကြမ်းမြင်ပြောမယ်ဆိုရင်လက်ဆက်ပဲစားရမယ်ကြာရှည်ခံအောင်လုပ်ထားတဲ့အစားအစာရှောင်ရမယ်နော်ကြောက်ကသမားကနော်ဒါစီတူဘူးတွေရှောင်ရမယ်အချောက်ချမ်းတွေရှောင်ရမယ်နော်ဒါတွေရှောင်မှုလို့တယ်နောက်တစ်ခုကအစိအစံတွေကတာမားပြင်ကြောက်ကသမားတွေကောင်းတယ်ဒါပြင်ကြောက်ကသမားတွေကိုအန်ဒီရရှိတဲ့အစိအစံ၃မျိုးရှိတယ်အဲ့၃မျိုးလည်းမှတ်ထားနော်အခုဒီမှာပုံမှန်ပြထားတယ်၃မျိုးဒါတစ်ခုက pistachio ရဲ့ almond seed ရဲ့ cashew ရဲ့ cashew ဆိုတာ theo seed အဲ့ကောင်၃ခုကအစားလည်းများတယ်တစ်ကမ္ဘာလုံးနေနဲ့နော်အဲ့ကောင်၃ခုကကြောက်ကနဲ့အဆင်မပြေဘူးနော်ဒီ၃ခုကလည်းလို့ဂျန်နာတွေစားလို့ရတယ်နော်walnut တို့ပါလေမတစ်ကြားသီးတော့ဒါတွေစားလို့ရတယ်နော်ဒီကောင်ကရှောင်ရမယ်နော်တီကိုဆန်းရဲ့ဒါဒီ၃ခုစုံဆရာဆိုအဲ့၃ခုစုံကြိုက်တယ်နော်စားတယ်ဆရာကြောက်ကမရှိတော့စားတယ်နော်အမြဲတမ်းဒါလေးအမြဲတမ်းဝါတယ်ဟိုဘက်ကတီကိုဆန်းဆိုလည်းကြိုက်တယ်နော်အဲ့တော့အဓိကကြောက်ကကိုအစိတ်သိတဲ့ထက်မှာအစိုးဆုံးကတရားဆိုတာသိဖို့လိုတယ်နော်အဲ့တော့တရားကကြောက်ကနေမဟုတ်ပါဘူးဒါကြောက်ကယောဂရှိသည်ဖြစ်သည်မရှိသည်လူတိုင်းရှောင်ဖို့လိုတယ်တရားနော်တရားကဆိုးပါတယ်တော်တော်လေးတရားဆိုရင်လည်းတရားပါဝင်တဲ့ဟာတွေပေါ့နော်တရားပါဝင်တဲ့အစားအစာတွေလေတဲ့ဘောကတရားဖြူထတာတော့ဗမာမှုတွေကတရားတွေတော်တော်ပါတယ်နော်ဘာတရားဘာမှုအဲ့တရားပါတယ်အတန်းဆုံးရှောင်တယ်ကြောက်ကသမားလုံးဝမစားနဲ့နော်အဲ့တော့အချိုရည်အဆိုးဆုံးပေါ့နော်ဆိုဒီယမ်လည်းပါတယ်နော်ဆိုဒီယမ်ဆိုတာစားတဲ့သဘောတရားအတူတူပဲနော်အချို့ကအချိုရည်နင်းကန်တောက်လို့ကြောက်ကပြတ်တာနော်တနေ့ကိုအချိုပလင်3ပလင်4ပလင်အကုန်ပုံမှန်တောက်တယ်အပြန်လာပြီးလဲတောက်အပြင်သွားကနေလဲတောက်အချိုရည်ကိုကြိုက်တာဟုတ်နော်အဲ့တော့အချိုရည်တောက်တဲ့အခါမှာနောက်ဆုံးကျတော့အမှ glucose နဲ့ bicarbonate နဲ့အဲ့ကောင်တွေကကြောက်ကပြတ်သွားကြတဲ့အခါကျတော့နော်အဲ့တော့အချိုရည်ကခင်ဗျားတို့ရဲ့နံပါတ်1ရန်သူထိတ်ဆုံးမှတင်ထားတယ်နော်ဟိုးကဆိုဒီယမ်ကနောက်ဆုံးမှထည့်ထားတယ်နော်
ဆိုဒီယမ်ကလူတိုင်းသိတယ်ငါမစားဘူးဆိုတာလူတိုင်းသိတယ်နော်ဆိုဒီယမ်ဆိုတာလည်းခန္ဓာကိုယ်ကျန်းမာရေးအတွက်လိုအပ်တယ်လိုအပ်တော့အစားအစာတွေမှာဆိုဒီယမ်ဟိုနေ့ဒီနေ့ပါထားပြီးသားအဲ့ဒီအမောင်ကလုံလောက်တယ်လို့ပြောတာနော်ဒါကြောင့်တတ်ထပ်ပြီးဆိုဒီယမ်ဆိုတာကတော့စားတွေဖြူစားတာတို့နော်ငပိငချောက်ငပြားရေးစားနေထားတဲ့ငချောက်နော်အဲ့ဒါမျိုးပေါ့စော်ဒီဒိုင်ယာလို့ခေါ်တယ်နော်အဲ့ဒါတော့တတ်ထပ်ပြီးတော့အပိုတော့မဆောင်နဲ့တာမန်အစားအစာတွေမှာခင်ဗျားတို့စားတဲ့ဒီအစားအစာအားလုံးမှာဆိုဒီယမ်ဟိုနားနေတဲ့ဒီနားနေတဲ့ပါထားပြီးသားဖြစ်တဲ့အတွက်လူတစ်ယောက်အတွက်လိုအပ်တဲ့ဟာအဲ့ဒါနဲ့နေလုံလောက်တယ်နော်ဘာလို့ဆိုဒီယမ်များလာလို့ရှိရင်ကြောက်ကစွန့်ထုတ်ရတာဖြစ်တဲ့အတွက်ကြောက်ကမစွန့်ထုတ်နိုင်လို့ရှိရင်ခန္ဓာကိုယ်မှာဟွာတွေဖြစ်လာမယ်နော်ဖွာလာမယ်ရေတွေများလာမယ်နော်ဒါကြောင့်ဆိုဒီယမ်ကနောက်ဆုံးမှလှုပ်ထားတယ်အလဲမှာ aspartame ဆိုတာခုနကပြောတဲ့ equal လို့ဟာမျိုးနော်နောက်တစ်ခုကဒင်းချင်းသီးကလုံးဝရှောင်ရမယ်နော်ဒီထက်မှငကိုတော့ဒင်းချင်းစားဝဲလူပါတယ်လက်ညှိုးထောင်ပါအောင်ဟုတ်ပြီနော်များတယ်အဲ့ဒါတွေလေနော်ဟိုဆရာလည်းငကိုကအရန်ကြိုက်တာနောက်ပိုင်းကျတော့ဒင်းချင်းစားပြီးဒုက္ခရောက်တဲ့ကောင်မြေတော့ကိုကမစားရတော့ဘူးကိုကကြောက်လို့မစားတာအရန်ကြိုက်တယ်ဒင်းချင်းနဲ့ဝက်သားနဲ့နှကောင်ကအကောင်းဆုံးပဲတွဲလိုက်လို့ရှိရင်နော်ပြောရင်းနဲ့တော့မှအပြန်ဝင်မသွားနိုင်ဘူးဆရာပြောရတော့မှသတိပေးဆိုဖြစ်ခိုင်းငါမစားကြိုင်မေ့တယ်ဒါဆိုပြီးတော့ပြန်တဲ့ဈေးတစ်ခါလဲဝင်ပြီးတော့ဒင်းချင်းသီးနဲ့ဝက်သားနဲ့ဝယ်ပြီးတော့နော်အရန်ကြိုက်တာအဲ့ဒါနော်စားလို့ရတယ်အရန်ရတာရှိတယ်ဒင်းချင်းသီးကအသားလိုပဲသူ့ဟာနော်သူက protein တွေပါတယ်ဒင်းချင်းသီးကအရန်ရတာရှိတယ်နော်အဲ့တော့ဆရာလည်းဒီမှာဒင်းချင်းသီးအကြောင်းလည်းပြောခဲ့တယ်ဒင်းချင်းသီးကိုအစိတ်တွေပြောင်းဟိုပြုတ်တဲ့နီးတွေလည်းကိုကပြောတော့ပြောပါဒါပေမဲ့အဲ့ဒါလည်းမသိမသေးကြမရရဘူးနော်ဟိုစနစ်ကအဲ့လောက်မကြလို့ရှင်လည်းပါနေနေသေးတယ်အဲ့တော့ကြောက်ကသမားတော့လုံးဝမစားနဲ့နော်ကျန်တဲ့လူတွေဒါနည်းနည်းပါစားခြင်းလို့ရှင်တော့ဟိုဘလို့စားလို့ဆရာတင်ပေးတာကြောက်ကသမားတော့လုံးဝကိုပေးမစားတော့ဘူးနော်နောက်တစ်ခုကခုနကဆရာပြောတဲ့လေဘလော့ပီနာဥနော်ဘလော့ပီနာဥကလည်းဒါမစားလို့လည်းဝင်းနေစရာအကြောင်းမရှိဘူးနောက်ကွန်းသီးနော်နောက် preserve food ဆိုတာလေဟိုကြာရှည်ခံအောင်လုပ်ထားတာခုနကဆရာပြောခဲ့ပြီးပြီနော်chemical diet တွေကဟိုဓာတုစိုးသေးတွေပါတာတွေအယောင်သွေးတွေပေါ့နော်ညီရဲတို့တွေအနီတွေအဝါတွေဗားရညာတွေဆိုးထားတဲ့အစာဒါတွေရောများတဲ့လူငယ်ပိုင်းတွေစားတာများပါတယ်လူကြီးတွေရောသိစားလည်းမရှိဘူးနော်အဲ့တော့မြစ်ဆိုတဲ့မြစ်ကအဝါဆိုးထားရင်မြစ်ကပြဿနာမရှိမယ်အဝါဆိုးတာပြဿနာရှိတယ်နော်နောက်ဒီနေ့ခေတ်ကပိုးသက်စီခေတ်နော်အချို့ကခင်ဗျားတို့ဘာမှမသိဘူးဆရာကျမလည်းကောင်းအောင်မနေရပဲကျမမှစီးကျိုးလည်းမရှိဘူးသွေးတိုးလည်းမရှိဘူးနော်ကျမစားလို့ရှိရင်ကျမကလေဟိုခြေလေးချောင်းစားမစားဘူးနော်ဘာကြောင့်ဖြစ်မှကျမလည်းမသိဘူးဆိုအဲ့လိုလူနာတွေရှိတယ်ကျွန်တော်ကငကိုစင်ကထိုင်တော့ကျွန်တော်မေးတယ်ကျွန်တော်လူနာတွေဆိုနော်ဒါဘာကြောင့်ကျွန်တော်ကရှာတယ်ကျွန်တော်ဒါတွေနှစ်ပတ်သက်သိကျင်တယ်နော်ဘာလို့ကုတဲ့ခါမှာလည်းဒီဟာအကြောင်းရင်းသိမှသူအပြစ်ကိုသိမှကျွန်တော်ကရှာပြီးကုရတာဟုတ်နော်ခင်ဗျာအပြစ်ဘာလဲမသိဘူးပြဆိုရင်နောက်ဆုံးကျန်လာတစ်ခုပဲရှိတယ်အဲ့ဒါကပိုးသက်စေနော်ပိုးသက်စေကမသိဘဲနဲ့နော်ကျမအမြဲတမ်းခြေလေးချောင်းမစားဘူးတက်လို့ပဲအမြဲစားရလူက तू ကဟင်းသီးဟင်းရွက်ပဲစားတာဟင်းသီးပဲစားတဲ့ကောင်အဲ့ဒီဟင်းသီးဟင်းရွက်ကပိုးသက်စီတွေပါလာတာနော်အကျွင်းကြံတွေပါလာအဲ့ဒီပိုးသက်စီအကျွင်းကြံတွေကကြောက်ကကိုဓာတ်ရိုက်အစိမ့်တင်တယ်ဗျာဟင်းသီးပဲစားလို့ရှိရင်ပိုးသက်စီကလည်းဒါပြောလို့မရတဲ့ခါကျတော့နော်အတတ်နိုင်ဆုံးရေကိုဆင်းပေါ့ဗျာနှစ်ထပ်သုံးထပ်စီနော်ပိုးသက်စီအများစုကအစီနဲ့လှုပ်ထားတာနော်အစီနဲ့လှုပ်ထားတဲ့ကြောင့်ဒီကောင်ကစားရည်ထဲမှာသူကပို့ပြီးတော့ပြောတယ်ပျော်မှုပိုကောင်းတယ်ဟင်းသီးဟင်းရွက်တွေကိုရေဆေးတဲ့ခါမှာစားရည်လေးနဲ့စိန်ထားလိုက်ခဏစားရည်လေးနဲ့စိန်ထားလို့ရှိရင်ပိုးသက်စီအားလုံးက acid တွေကြီးပဲအဲ့ဒီ acid က alkali နဲ့တွေ့ရင်ဓာတ်ပြူသွားရင်ဓာတ်ပြဲသွားတယ်နော်အဲ့တော့စားရည်နဲ့တွေ့လိုက်လို့ရှိရင်ဓာတ်ပြဲသွားတယ်နော်စားရည်လေးနဲ့ခဏစိန်ထားလို့ရှိရင်သူတို့ဓာတ်ပြူပေးတဲ့အချိန်လေးစောင့်ခဏဆိုတာ5 မိနစ်ပေါ့နော်5 မိနစ်တော့စိန်ပြီးတော့မှရေဆေးလိုက်လို့ရှိရင်အဲ့လိုရေနွေးလေးနဲ့ဆိုပို့ပြီးတော့ reaction ကပိုကောင်းတယ်ရေနွေးလေးနဲ့ဆိုဓာတ်ပြူမှုပိုကောင်းတယ်ပိုပြောင်းတယ်ပေါ့ပြပြရနော်ဝယ်လာတဲ့ဟင်းသီးဟင်းရွက်တွေကိုချက်ချင်းကောက်မစားပါနဲ့ရေနွေးလေးနဲ့စားလေးနဲ့ထည့်ပြီးတော့အဲ့ဒါလေးကိုစိန်ထားပါပြီးတော့မှအဲ့ဒါကိုရေနဲ့ဆေးချပလိုက်ပြောင်းအောင်အရွက်တွေမှာကတ်နေတာတွေဘာတွေညာတွေအကုန်ပြောင်းသွားအောင်များပြောင်းနေကောင်းနေအထူးသဖြင့်ဘယ်လိုဟာမျိုးကဖြစ်တာလဲဆိုရင်လေဂေါ်ဘီထုတ်လိုဟာမျိုးဂေါ်ဘီထုတ်ကြတော့တို့အရွက်တွေကအဖက်လိုက်နေတာဆိုအဲ့ဂျားထဲမှာပုဒ္ဒစီကဖြန်းတော့အပေါ်ကနေပြီးတော့တို့ဝင်သွားပြီးအထဲထဲမှာနေနေတာအဲ့ဂေါ်ဘီထုတ်ကိုတရွက်ချင်းဆေးဖို့လိုတယ်ဗျာနှုတ်ဝင်ဓာတ်ကြီးအချို့တစ်ခါခွာလောက်ကြီးအထဲမှာပုဒ္ဒစီတွေကအပြားလိုက်ကြီးနေနေတာနော်အဲ့တော့ဂေါ်ဘီထုတ်တွေစားပြီးတော့ပုဒ္ဒစီအစိတ်သိမ့်ပြီးတော့တင်ကျင်တို့ဘာလို့ဆိုမှခန်းဖြစ်တယ်နှစ်တိုင်းဖြစ်တယ်မိသားစုလည်းဆေးရုံရောက်လာတာလေဗမာပြည်မှာခန်းဖြစ်တယ်နှစ်တိုင်းနော်ဘယ်နှယောက်ကတော့တေသွားတယ်ဘယ်နှယောက်ကတော့ဆေးရုံမှာကလေးဆိုတေတာပေါ့ဗျာလူကြီးကြတော့နည်းနည်းခံနိုင်ရှိတော့မသေးဘူးပေါ့နော်အဲ့တော့ပိုးသက်ဆေးကို use ဆိုင်ပါအဲ့ဒါကိုပေါ်သေးသေးမထားပါနဲ့အချို့အကြောင်းမသိတဲ့လူကတေးကြတယ်ဒါဟင်းသီးရွက်လည်းစားတယ်ဆိုရင်ဒါအစားများတယ်ဆိုရင်ဒါပိုးသက်ဆေးပဲကော်ပီထုတ်တို့ကော်ပီပန်းမွေးနေပေါ့ကြောပိုးသက်ဆေးအထက်မှာဂလောင်ထဲမှာနေနေအဲ့ဒါ तू ကအကြာကြီးစိန်ထားမှရတာနော်ကဲဒါလေးကို use ဆိုင်သေးချင်ပါတယ်အဲ့တော့ဆေးတွေပေါ့နော်ဆေးတွေပြီးတော့မယ်နော်ဆေးတွေပေးတဲ့ခါမှာဆေးမတောက်ခင်မှာရှောင်ရမယ့်ဆေးအရင်သိဖို့လိုတယ်အဲ့ထက်မှာအစိုးဆုံးဆေးကတော့အကက်ခဲပျောက်ဆေးပဲနော်တောင်ကြိုက်တာတော့ကတော့လေဟိုဆေးလေးပါလေးလိမ့်ပြီးတော့ဒေသောမလေးပါလေးလိမ့်ပေါ့ဟာဘီချက်ဆေးလေးပါလေးလိမ့်ပြီးတော့နေလိုက်အကက်ခဲပျောက်ဆေးကမတက်တာမတောက်အကက်ခဲပျောက်ဆေးကဘယ်အကက်ခဲပျောက်ဆေးမဆို side effect ကဆိုးတယ်နော်အဓိက NSAID လို့ခေါ်တဲ့နော် NACID လို့ခေါ်တဲ့ဒီ ibuprofen တို့ဘာတို့ဟိုအယောင်ကြာသေးအကက်ခဲပျောက်ဆေးတွေပေါ့နော်အဲ့တော့အဲ့ဒီကောင်တွေကအဆိုးဆုံးပဲ
အဲ့ကောင်เนี่ยဒါရိုက်ကြောက်ကက်ကိုဓာတ်ရိုက်ထိတယ်နော်ထိပြီးကြောက်ကက်ကြီးကရောင်လာအောင်ချင်းရောင်လာအောင်ချင်းမျက်နှာတွေပဲအန်းလာအောင်ဆေးတောက်ပြီးသားနေအန်းလာတယ်သူကနော်နောက် antibiotic တွေ antibiotic ကတော့လိုဝင်တောက်ရမယ်ဒါဆရာဝန်ညွှန်ကြားရင်ပါမယ်ကိုယ်သွားနဲ့ကိုမတောက်နဲ့အချို့နည်းနည်းလေးဖြစ်တာနဲ့ antibiotic ရှောက်တော့မလုပ်နဲ့နော် antibiotic ကတိတ်လို့မှတောက် antibiotic တောက်တဲ့မှာကြောက်ကက်ကိုထိခိုက်တယ်နော်နောက်တစ်ခုကဒီဆေးသွင်းပြီးတော့ဓာတ်မှန်ရိုက်တာတွေအဲ့ဒါခန်းခန်းလို့မရဘူးနော်ကြောက်ကမကောင်းအဲ့ကြောင့်ဓာတ်မှန်ရိုက်မယ်ဆေးသွင်းတော့မယ်ဆိုကြောက်ကကောင်းလားမကောင်းလားဆေးရတယ်လေဆေးပြီးတော့မှရိုက်ရတာနော်အဲ့တော့မလိုဘဲနဲ့မရိုက်နဲ့ဒါတိတ်လို့မှပဲရိုက်မှာနော်နောက် traditional medicine တွေမှာဥမာခုနအိတရမူရီတို့ဘာလို့ပေါ့နော်အဲ့လိုပါတဲ့ဆေးမျိုးတွေပေါ့နော်အဲ့မှဆိုကြောက်ကကိုထိခဲ့တယ် heavy metal လို့ခေါ်တဲ့ lead တို့ arsenic တို့ mercury တို့ပါတဲ့ဆေးမျိုးတွေဆိုထိခဲ့တယ်နော်ဒါလေးတွေရှောင်ဖို့လိုတယ်နော်အဲ့တော့ဆေးကြို control လုပ်ပါဆေးကြိုဆရာဝန်နဲ့ပုံမှန်ပြပါသွေးမှန်မှန်စစ်ပါအစားအသောက်ကိုသေချာဆင်ခြင်ပါဆရာဝန်ဖင်းရဆိုရင် diabetes ဆိုတာရှိတယ်နောက် java ဆိုတာရှိတယ်gynecology ဆိုတာရှိတယ်အဲ့တော့ဒါလေးနဲ့တွဲတော့လို့ရဒါတွေကတော့အသီးရွက်တွေပါပဲကျင်းငါးသီးဆိုတဲ့အသီးပဲစားလို့ရတာပေါ့ဒါက side effect မရှိတဲ့ဆေးအနေနဲ့ဖင်းရထုတ်တာလည်းရှိတယ်ဆိုတာလေးကို information ပေးခြင်းတယ်အဓိကစီးကြို control စီးကြိုရှိရလူကစီးကြို control လုပ်ရမယ်စီးကြို control လုပ်မှကြောက်ကပြတ်တာတက်တာမှာနော်သွေးတိုးသမားလည်းလားတူပဲပေါ့နော်သွေးတိုးသမားဆိုတဲ့သွေးတိုးမှာအခုအင်နာလက်ပရိတို့ပါလို့လေဘာပရိညာပရိတွေရှိတယ်အဲပရိအုပ်စုကကောင်းတယ်နော်ဆရာတို့ရှိရဆိုရင်နော်မိုဆင်ဆိုတာထုတ်ထားတယ်မိုရင်း9ဆိုတာထုတ်ထားတယ်နော်ဒါကတော့တဘာဝဆေးအနေနဲ့သုံးမယ်ဆိုရင် side effect မရှိဘူးနော်နောက်ခုနပြောတဲ့ nephrotic ကကြောက်ကကိုပြန်ကောင်းလုပ်ပြီးမှာနော်ကြောက်ကကိုအလုပ်ပြန်လုပ်မယ်ကျန်တဲ့ဆေးတွေကတခုမှကြောက်ကကိုပြန်အလုပ်လုပ်တာလုပ်ပြီးတာမဟုတ်ကြောက်ကမှရှိတဲ့ scar တွေပေါ့နော်ဒီ scar tissue တွေအဲ့ဒါတွေကိုသူက fibrotic tissue တွေကိုသူကပြန်ပြီးတော့ဖြည့်ဆည်းပြီးတော့မှသူကကြောက်ကကိုပုံမှန်ပြန်ကောင်းအောင်လုပ်ပြီးအဲကြောင့်ငကိုကကြောက်က site လေးကသေးနေတဲ့ဟာဥမာ6 cm 7 cm ကနေပြီးတော့89တွေပြန်ဖြစ်လာမယ်နော်ဒါကြောက်က cell လေးတွေပြန်ကောင်းလာမယ်နော်အဲကြောင့်မလို့သူ့ကိုတောက်တဲ့ခါမှာ nephrotic ကို rejuva နဲ့တွဲတောက်ရတယ် rejuva ကအမျိုးသမီးဆိုရင်တော့တမားဖြစ်တော့နော်တစ်လုံးဝိုင်းနှလုံးပြီးလို့ရတယ်အမျိုးသားဆိုတစ်လုံးဆိုရတယ်နော်အဲ့တော့ nephrotic ကိုအခုတောက်နေကြတယ်ပေါ့ဗျာဘာဖြစ်ဖြစ် nephrotic ကိုဘေးကနေပြီးတော့ဝိုင်းရံပေးတဲ့ဆေးလေးတွေရှိတယ် nephrotic ကတော့ main ပဲနော်အဲ့တော့ nephrotic တောက်ရင် creatinine ကျမယ်နော် creatinine ကျတယ်ဆိုတာဘယ်လိုလုပ်တာလဲဆိုတော့ကြောက်ကကိုပြန်ကောင်းအောင်လုပ်တော့ကြောက်ကနေပြီး creatinine ကိုစွန့်ထုတ်ခြင်းအဖြစ်ပြန်ကောင်းအောင်လုပ်တာအဲ့တော့ nephrotic မတောက်မီနဲ့တောက်ပြီးမှ creatinine ကိုနှိုင်းရှင်ကြည့်ပါနှိုင်းရှင်ကြည့်လိုက်လို့ရှိရင်အဲ့တော့စီးထဲမှာရှိတဲ့ creatinine လည်းကြည့်လို့ရတယ်သွေးထဲမှာလည်းကြည့်လို့ရတယ်စီးထဲမှာ creatinine ကပိုများများဆဆပါလာရမယ်ဒါမှ तू ကစွန့်ထုတ်တယ်ဆိုတာပြတာဟုတ်နော်စီးထဲမှာရှိတဲ့ creatinine ပါလာရမယ်သွေးထဲမှာ creatinine ကလျော့သွားရင် nephrotic ကအကောင်းအောင်အလုပ်လုပ်တယ်ဆိုတာပြရတယ်နော်အဲ3လတောက်ပြီးရင်ဒါတွေနှစ်ခုကို compare လုပ်ကြည့်လို့ရတယ်နော်အဲ့တော့နောက်ထပ် creatinine ကိုကြောက်အောင်လုပ်ပေးနေတာရှိတယ်ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်မှာနော်ဟိုထွက်เสียအပေါက်တွေပေါ့နော်စီးနဲ့ထွက်လို့မရရင်ကျွန်တော်ဝင်းနဲ့ထွက်လို့ရတယ်နော်အဲ့တော့ဝင်းနဲ့ကနေပြီးတော့ creatinine ကိုပအောင်လုပ်လို့ရတယ်နော်ဟုတ်ပြီနော်ဒါတခုပေါ့နော်ဘယ်လိုနည်းနဲ့လုပ်မှလဲဆိုရင် probiotic လို့ခေါ်တဲ့ bacteria တွေနော်အဲ့တော့ bacteria တွေကဥထဲမှာဒီ bacteria တွေရှိရင်ဒီ bacteria တွေက creatinine ကိုစားတယ်နော်ဘာမှလို့နားလည်အောင်ပြောရင် creatinine ကိုစားပြီးတော့မှသူ့ထက်မှရှိတဲ့ရေနဲ့ပေါင်းလိုက်တဲ့အခါမှာ तू က creatine ဆိုတဲ့ဓာတ်ပစ္စည်းတွေ तू ပြောင်းနိုင်တယ်အဲ့ဒီအကောင်တွေကိုထည့်ပေးထားလို့ရှိရင်ဥနံသွေးကြောတွေထဲမှာရှိတဲ့ creatinine ကို तू ကစုပ်ယူပြီးတော့မှဒီ bacteria လေးတွေက creatinine ကိုစားတာနော်ဒါပေမဲ့ပမာဏကတော့ तू ကနည်းမှာပေါ့နော်ဒါပေမဲ့စားလို့ရှိရင်အများကြီးမစားတော့ तू စားလို့ရှိရင် तू ကတနိုင်တစ်ပိုင်း तू ကလှုပ်အောင်မယ်နော်ရသလောက် तू က creatinine လှုပ်မယ်နော်ဝင်းချုပ်ရင် creatinine ပိုတက်တယ်နော်ဘာလို့လဲ creatinine ကငကိုတွေကလည်းဥနံကနေစွန့်ထုတ်တယ်နော်အနည်းငယ်စွန့်ထုတ်တယ်စီးရီးကတော့အများစုစွန့်ထုတ်တယ်အချို့ creatinine ဥနံကနေစွန့်ထုတ်တယ်ဥနံကစွန့်ထုတ်တဲ့ဟာတွေကခင်ဗျားတို့ကအဲ့ဒါကြီးကိုဝင်းချုပ်တယ်ဆိုတာဝင်းကိုအပြင်မထုတ်တာလေ creatinine ကိုခင်ဗျားတို့ကနှမျောပြီးတော့ဖက်ထားတာလေဖက်ထားတဲ့ခါကျတော့ creatinine ကဥနံကထပ်ပြန်ဆုပ်တယ်လေထပ်ပြန်ဆုပ်တော့ထပ်ပြီးသွေးထဲမှာထပ်ပြန်ရောက်သွားတယ်သူကတကယ်တော့အပြင်ထွက်ရမှာကောအပြင်ရောက်ပြီးသားဥထဲရောက်ထားပြီးသားဝင်းသွားရင်အပြင်ထွက်ရမှာဟာဝင်းမသွားတဲ့ကြောင့်ဝင်းချုပ်တဲ့ကြောင့်ဒါတွေဥနံကနေပြီးတော့ဥမာကြီးကနေအောက်ဆုံးကနေပြန်ဆုပ်တဲ့အတွက်ကြောင့်မလို့သွေးထဲမှာပြန်များလာတယ်နော်အဲ့တော့ဝင်းချုပ်ခြင်းဒီဒုက္ခတယ်အဲ့တော့ဂျပန်မှာစမ်းထားတဲ့သုတေသနဆန္ဒဆောင်တော်ကောင်းတယ်ဝင်းတို့ဆေးစားရင် creatinine ကျတယ်နော်ဝင်းကနေ့စဉ်တစ်ခေါက်သွားရမယ်နော်အဲ့တော့ဝင်းသွားအောင်လုပ်ဖို့လိုတယ်နော်အဲ့တော့ဝင်းတို့ဆေးကလည်းဟိုတင့်တော်တဲ့ဝင်းတို့ဆေးမှာနော်အဲ့တော့ဝင်းတို့ဆေးအကောင်းဆုံးကဘာလဲဆိုရင် Luby Stone အဲ့ဒါဘာမှပြန်ဝယ်လို့မရအောင်ဂျပန်မှာပဲရှိတယ်နော်မချုပ်တဲ့လူကတောက်ဆရာမလို့နော်ချုပ်ရင်ဒီကောင်အကောင်းဆုံး Luby Stone အဲ့ကောင်က creatinine ကျတယ်နော်ဂျပန်မှာ clinical paper တွေအကုန်ထွက်တယ်နော်ဘာလို့ကြတယ်ဆိုချင်းချင်းလေးဝင်းသွားတဲ့ခါမှာသူဝင်းနဲ့အတူတူဝင်းသွားရင်းနဲ့တဲ့ဥနေရာမှာရှိတဲ့ creatinine မှာသူကဒီကောင်ဝင်းလို့ဆိုရဆွဲထွက်သွားတာနော်ဗမာပြည်မှာလက်ရှိဝယ်လို့ရတာဘာလဲဆိုရင်သူနဲ့နည်းနည်းအလားတူတာပေါ့အလားတူတယ်ဆိုတာ action တူတာနော် Evolet ကနော်ဟိုpara lechulose ဆိုတာပါတယ်အဲ့ lechulose ကလည်းခင်ဗျားတို့ဝင်းသွားလို့ရှိရင်
creatinine တွေသူကဆုံးထုတ်သွားတယ်ဦးထဲမှာရှိတဲ့ creatinine ကိုဆွဲချသွားတယ်နော်အဲ့တော့ win ချုပ်ရင်ဒီကောင်တော့အဲ့တော့ဒီမှာ win ချုပ်တတ်တဲ့လူပိုင်းလည်းရုပ်ထောင်မအောင် win ချုပ်တတ်တဲ့လူအများစုပဲဒီမှာနော်ကဲရပြီနော်အဲ့တော့ win ကတစ်ခေါက်သွားအောင်လုပ်ပါနော်တစ်ခေါက်သွားရင်ခင်ဗျားတို့ဦးထဲမှာရှိတဲ့ creatinine အပြင်ကိုထွက်သွားတာနော်မသွားဘဲနဲ့ဒါကြီးကိုခင်ဗျားတို့တင်ထားမယ်နှမျောတဲ့ခါကျတော့နော်တင်ထားရင် creatinine ကသွေးထဲကိုပြန်သွားတော့ခင်ဗျားတို့ creatinine တက်လာမယ်နော် win ချုပ်ခြင်းရင် creatinine တက်စေတယ်နော်အဲ့တော့တစ်ခေါက်မသွားဘူးဆိုရင်ညာကြီးခန်းဒီမနေ့မိုးလေးရစပြီးတော့ညဘက်ထိကိုမသွားလို့ရှိရင်ညာကြီးခန်းဒီအားလေးကို20 ml လောက်တောက်ကြည့်လိုက်နော်ဒါအနည်းမရှိဘူးဒီကောင်က Evolec ကနော်ဝင်ပုံမှန်သွားအောင်လုပ်ရမယ့်အချက်၄ချက်ရှိတယ်နော်နံပါတ်1ကအရေးလေးလုံလောက်အောင်တောက်ရမယ်နော်အဓိကကြောက်ကသမားတွေဝင်းချုပ်တာဘာကြောင့်လဲသူကရေတောက်တာရှော့ပလိုက်လို့ရေတောက်တာရှော့တော့ဝင်းထဲမှာရေမပါတဲ့ခါစမင်းလုံးတွေဖြစ်တော့သူကအောက်ကိုတော်နဲ့မဆင်းဘူးနော်အဲ့တော့ရေကမလိုဘဲနဲ့မလျှော့ပါနဲ့ထပ်ပြောမယ်နော်ဒါခင်ဗျားတို့စောစီးတော့မှရေပလင်းအောင်ပေးထားသေးတယ်တောက်ဖို့နော်အဲ့တော့ရေတောက်တာနဲ့ဝင်းချုပ်တတ်တယ်နော်ရေကလုံလောက်အောင်တောက်ပါနံပါတ်1ချက်အဲ့တော့နံပါတ်2ချက်အမြင်ဓာတ်တွေနဲလို့တဲ့နော်အဲ့တော့ vegetable တွေစားပေါ့အရွက်တွေစားပေါ့နော်ထမင်းစားရင်ချမောင်ဟင်းတို့ကင်မွန်းကျင်တို့ပါလို့အဲ့အရေးတွေအဖတ်တွေအဲ့ဒါအရွက်တွေစားအမြင်ဓာတ်တွေပါမှအမြင်ဓာတ်ကဒီဘက်စီးနဲ့တူတယ်အကုန်လုံးလှည့်ချသွားတာနော်အမြင်နဲ့ခင်ဗျာဦးနဲ့အကုန်ရှင်းသွားအဲ့တော့အမြင်ဓာတ်တွေကခုန creatinine နဲ့သူကပေါင်းပြီးတော့အကုန်လုံးဦးကနေအကုန်စွန့်ထုတ်ပစ်လိုက်တယ်နော်နံပါတ်3ဝင်းချုပ်စာတွေရှောင်ပါတဲ့နော်ကောင်းချင်းပေါ့ဗျာခင်ဗျာမနေ့မိုးလင်း breakfast ဆိုကောင်းချင်းမောင်းလေးပါဒီမိနစ်တောင်စားလာသေးလားမသိဘူးနော်ဗမာလူမျိုးကကောင်းချင်းမောင်းကြိုက်တယ်လေကောင်းချင်းနော်ကောင်းချင်းနဲ့လုပ်တဲ့ဟာတွေကိုမုံလုံးရေပေါ်တော့အကုန်ပါတယ်ကောင်းချင်းအဲ့ဒီကကောင်းချင်းဆို sticky လေကောင်းချင်းဆိုတာလက်ထက်မှာသူတို့စုပ်လိုက်လို့နော်စီးနေလို့ရှိရင်အဲ့ဒါဘိုက်ထဲမှာဦးနေရသူတို့ခြေတဲ့အခါမှာအဲ့ဒါတွေအကုန်လုံးကစီးပြီးတော့အဲ့ဒါတွေကအပြင်မထွက်တော့ဘူးကတ်ကုန်အောင်တစ်ခုနဲ့တစ်ခုနော်ဟုတ်နံပါတ်4ကအားလုံးကရေးသို့ပဲလှုပ်ရှားမှုလူကငြိမ်နေဝင်းရတယ်ဘိုက်ကလည်းငြိမ်နေဦးရလည်းငြိမ်နေမလှုပ်ဘူးနော်လူလမ်းလျှောက်ရတော့မှသူဖြစ်တယ်အဲ့တော့လမ်းလျှောက်ပြီးဘိုက်စားရလေအဲ့တော့လှုပ်ရှားမှုလုပ်ပြီးပါအဲ့ချက်၄ချက်ကိုလုပ်ပြီးရင်ဝင်းရသူ့အတူပုံမှန်ဖြစ်သွားမယ်ဘလို့ကြောင့်ဖြစ်မသွားရင်တော့ဒီစီးလေးတောက်တယ်နော်နောက်စီးသီးတွေတောက်ရင်လည်းဝင်းပို့ချုပ်တတ်တယ်နော်စီးသီးကရေတက်တွေဆုံးရှုံးတာပေါ့နော်အဲ့တော့ခန္ဓာကိုယ်မှာဖောနေရင်တော့စီးသီးတောက်ရမယ်နော်စီးသွားနေရင်စီးသီးတောက်ရမယ်ဖောနေရင်စီးသီးတောက်ရမယ်အဲ့ခါမှာfuroten ပေါ့နော် furosemide တောက်လေးရှိတယ်40 mg ရှိတယ်900ရှိတယ်နော်အခုဒီမှာစီးသီးတောက်တဲ့လူပါလားမသိဘူးစီးသီးကနည်းတယ်နော်အချို့ဒါလိုရင်တော့တောက်ရတယ်မဖောရင်တော့တောက်ဆရာမလိုဘူးနော်စီးသီးကတော့မလိုရင်တော့မတောက်ဘူးဒါဆရာဝန်ညွှန်ကြားမှတောက်ရတာဟာဖြစ်တယ်နော်အဲ့တော့40အားရှိတယ်900အားရှိတယ်အဆင့်5ဆိုရင်တော့900အားပဲတောက်ရတယ်သူကကြောက်ကစီးကလုံးဝမထွက်တော့ဘူးလုံးဝမထွက်လို့ရှိရင်ခန္ဓာကိုယ်ကပိုဆိုးလာမှာအဲကြောင့်လုံးဝမထွက်တဲ့လူကတော့စီးအပြင်းစားတွေတောက်ရတယ်နော်ဒီတောက်တဲ့ဘဝမရအောင်တော့လုပ်ပေါ့ကွာကောနောက်တစ်ခုကသွေးရနေရင်ဘာလုပ်မလဲခုနဆရာပြောတယ် recommend ထိုးမယ်တပတ်တစ်ခါထိုးမယ်နော်ငွေကြေးအပြင်တော့ခုနပြောတယ်3000လောက်ပဲကြာမယ်အဲ့တော့ recommend ထိုးတာဟော်မုန်းပဲလုပ်ပေးတာနော် तू ကပါမစ်ကိုပဲပေးလိုက်တာနော်ဒါပေမဲ့ခန္ဓာကိုယ်မှာငကိုတွေကဒီသွေးအားထုတ်လို့တဲ့ကုန်ချမ်းနေရှိမှလဲသွေးအားထွက်လာမှာကုန်ချမ်းရှိဖို့တဲ့ကိုဘာပေးရလဲဆိုရင်ကလိုရလာဆိုတာရင်းစိမ့်ပေါ့နော်ဒါကကုန်ချမ်းဖြစ်ပြီးတာသွေးအားကောင်းတဲ့ကုန်ချမ်း wheatgrass ဂျုံမြန်းတို့ဒါလေးနဲ့တွဲတောက်မှပို့ပြီးတော့ effective ဖြစ်ပါတယ်အဲ့တော့သွေးအားနဲ့လူကဒါလေးနှစ်ခုတွဲတောက်စေချင်ပါတယ်နော်အယိုးတွေအတွက်ကိုဆရာတို့က osteomax ဆိုတာဆရာတို့ရှိပါတယ် osteomax ကိုပေးလို့ရတယ် osteomax မှာ vitamin D လည်းပါတယ် D3 လည်းပါတယ်နောက်တစ်ခုက calcium လည်းပါတယ်ဆရာတို့ဒီမှာထုတ်တဲ့ calcium က organic calcium ဖြစ်ပါတယ်ဒီမှာ inorganic နဲ့ organic ခြားနာပုံလေးကကျွန်တော်တို့လူမျိုးတွေဗမာပြည်မှာသိရလူနေပါတယ် organic calcium ဆိုတာသတ္တဝါရတဲ့ calcium ဥပမာခင်ဗျားတို့ငါးလေးတွေပေါ့ဗျာငါးမှာပါတဲ့ calcium ကထုံးတတ်ပေါ့အယိုးပေါ့နော်အယိုးကပါတဲ့ငါးလေးတွေအခုမှဝါစားလို့ရတဲ့ပစုံလေးတွေကဒါ organic calcium ဖြစ်ပါတယ်ဒါကြမ်းမိုက်တဲ့ကောင်းတယ် inorganic calcium ဆိုတာနားလည်အောင်ပြောဒီဟိုမှာပါတဲ့ကိုရမှာပါတဲ့ calcium က inorganic calcium ဖြစ်တယ်အဲ့ဒါကြမ်းမိုက်တယ်ဘာမှအထောက်အကူမဖြစ်ဘူးเนาะအဲ့တော့ဆေးမှာလည်းဒီတိုင်းပဲ organic နဲ့ထုတ်ထားတဲ့ calcium ရှိတယ် inorganic နဲ့ထုတ်ထားတဲ့ calcium ရှိတယ်ဒါတော့ကိုယ့်အကိုခွဲကြပါเนาะဒါဆရာတို့ဒီကတော့ marine က source ကထုတ်ထားတယ် organic calcium ထုတ်ထားတာဖြစ်တဲ့အတွက်ဒါကကြမ်းမိုက်အတွက်ပိုကောင်းတယ်လို့ပြောတာเนาะနောက်တစ်ခုက uric acid တွေများလာတယ် uric acid ကလည်းစီးကနေစွန့်ထုတ်တယ်စီးကနေမစွန့်ထုတ်တဲ့အခါမှာ uric acid များလာတဲ့ဟာကိုအဆင့်မြစ်တွေကိုက်ခဲတယ်အခါမှာရောင်ရမ်းနေဒါကိုကောက်ယောဂါလို့ခေါ်တယ်เนาะအဲ့တော့ကြောက်ကသမားတွေကကောက်ယောဂါနဲ့အများနဲ့တွဲလေးရှိတယ်เนาะဒါကြောင့်မလို့အဲ့လိုမဖြစ်အောင်ဆေးတွေပေးရလေးရှိတယ်အဲ့ဒါတော့ဒါ allopurinol ဆိုတဲ့ဆေးတောက်ရတယ် fibogi ဆိုတဲ့ဆေးလေးတောက်ရလေးရှိတယ်เนาะဒါလေးတောက်မယ်ဆိုလည်းကောင်းပါတယ်တောက်ထားပါဘာလို့အဲ့ဒါတွေ uric acid တွေများလာရင်ခန္ဓာကိုယ်ပိုပျက်စီးတဲ့အပြင်ကိုကြောက်ကကိုလည်းပိုပျက်စီးနေတယ် uric acid ကเนาะ uric acid ကအချောင်းပုံလေးတွေเนาะအချောင်းပုံလေးတွေ glass မှန်ခွဲမှန်စားပုံစံမျိုးတွေဆိုတော့ तू ကကြောက်ကကိုရောင်းစေတယ်ခန္ဓာကိုယ်ဓာတ်ကြီးရှိဆို uric acid တွေတွားပြီးပုံလို့ရောင်းလာတာအထိမခံနိုင်ဘူးเนาะနောက်ကြောက်ကအားနေတဲ့လူကမကြာခဏဆိုစီလာကြောင်ပိုးဝင်တတ်တယ်ပိုးဝင်တဲ့အခါမှာ
ဆရာတို့ရှိကထုတ်တယ်ယူရီတက်ဆိုတာရှိတယ်ခရန်ဘယ်ရီကထုတ်ထားတာဒါကကြောက်ကကိုမထိခိုက်တဲ့ခရန်ဘယ်ရီကထုတ်ထားတာဖြစ်တယ်သူကိုယ်နဲ့ကလည်းကြောက်ကကိုကောင်းအောင်လုပ်ပေးတဲ့ဟာဖြစ်တယ်ခရန်ဘယ်ရီဆိုတော့ဘယ်ရီသီးတွေမှာပါတယ်နော်ဒါကြောင့်ခရန်ဘယ်ရီကိုတောက်ပါနော်အန်တီဘိုတိတ်ကိုမတက်တာမှဒါနဲ့တောက်လို့မပြောက်ဘူးဆိုမှအန်တီဘိုတိတ်ကိုတောက်ပါနော်နောက်တစ်ခုကပြုတ်ခြင်းအန်ခြင်းမစားခြင်းဘာညာဖြစ်တယ်ဆိုလဲကျန်တဲ့အနောက်တိုင်းဆေးတွေဖြစ်တဲ့ကျန်တဲ့ဒီ chemical တွေတောက်မဲ့စားကိုဂျင်းလေးအိမ်မှာရှိတဲ့ဂျင်းလေးစားလို့ရတယ်ဆရာရှိကဗိုမီဂျင်းလေးတောက်လို့ရတယ်ဒါဂျင်းဟန်ထုတ်ထားတာဒီကောင်ဒီအန်တီရဲ့မရှိဘူးဆိုတာကိုပြောချင်ပါတယ်နောက်တစ်ခုကရှိပတိပေါ့နော်ကော်တီဆက်လို့ခေါ်တယ်ရှိပတိကလည်းကြောက်ကက်ကဲအဆုတ်ကဲကိုသူကကောင်းအောင်လုပ်ပေးတယ်နော်ရှိပတိကကြောက်ကအားနေတဲ့လူတွေအတွက်ကိုရှိပတိဆိုတာရှိတယ်မနေ့3ညသုံးပုံမှန်လေးတောက်ရင်လည်းဒါကြောက်ကကောင်းမှုတွေအထောက်အကူဖြစ်ပါတယ်နော်အဲ့တော့ဆေးတွေကတော့ဒါပဲနော်ဒီလောက်လေးပြောလိုက်တော့သဘောပေါက်မယ်ထင်ပါတယ်နော်အဲ့တော့ပေါက်မယ်ထင်တော့အဓိကခုနဆရာပြောခဲ့ပြီကိုပါမလဲဆိုတော့ကိုရဲ့အဖြစ်ငါမှဘာချိုးညက်ရှိတယ်ဆိုတော့ကိုယ့်ကိုရှားမယ်ဘယ်သူမှရှားပေးလို့မရဘူးနော်ပြီးရင်ကိုဘေးမှာရှိအင်းသားတွေကလည်းဝိုင်းရှားပေါ့နော်ရှားလို့တွေ့တယ်ဆိုရင်အဲ့ဒါကိုပြုတ်ပြင်ပါဆိုလိုတာနော်အမေကတော့ဒီမှာကော်ဖီတွေတောက်နေပြီးတော့တရားတွေအမြဲတမ်းထည့်နေလို့ရှိရင်ဒီနေ့ကစားပြီးကော်ဖီကိုဖြတ်လိုက်ရင်ဒါโอเคလေဒါဆိုခင်ဗျားတို့ကြောက်ကထွက်ကအများကြီးထောက်ကူဖြစ်သွားမယ်တိတ်လွယ်ပါတယ်တိတ်ခဲမဟုတ်ပါဘူးနော်ကဲဆရာအနေနဲ့ဒါဒီမှာရှိတဲ့လူနာတွေအားလုံးဒီကြောက်ကဆေးတဲ့ဘဝကိုနော်မရောက်ပါစေနဲ့ကြောက်ကလဲရတဲ့ဘဝကိုမရောက်ပါစေနဲ့အခုလက်ရှိကနေတစ်ဆင့်အများဆုံးပုံမှန်နော်ဖြစ်အောင်လုပ်နိုင်ကြပါစေလို့ပြောချင်တယ်ဒီလိုချုပ်ပါတယ်ကိုတက်ရောက်လာကြတဲ့ဧည့်သည်တော်များကဆရာဒေါက်တာခင်မောင်လွင်နဲ့အပြန်အလှန်မင်းမြန်ဆွေးနွေးခဲ့ကြပြီးခမ်းနားပြီးဆုံးတဲ့အခါမှာလည်းဧည့်သည်တော်တဦးတယောက်ချင်းစီကိုဆရာကကျမ်းမာရေးအစံပေးဆွေးနွေးမှုတွေပြုလုပ်ပေးခဲ့ပါတယ်။ကျေးဇူးတင်ရှိရပါကြောင်းနဲ့ဟောပြောပွဲမှာသိမှတ်လေ့လာခဲ့ရတဲ့အကြောင်းအရာတွေကိုလက်တွေ့အသုံးချနိုင်ပြီးကြောက်ကဝေဒနာကနေအမြင့်ဆုံးသက်သာကောင်းမွန်လာပါစေလို့လည်းကျမတို့ဖိန်းစေဝမိသားစုကနေ